Story for you channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကြည့်ရှုသူပရိသတ်တွေကဒီနေ့မှာတော့ကျမတို့ channel ကနေဇလံအသစ်လေးကိုနားဆင်ရမှာဖြစ်ပါတယ်။ဒီနေ့ပရိသတ်ကြီးနားဆင်ရမယ့်ဇလံလေးကတော့စာရေးဆရာမစူးမြတ်မွန်မွန်ရေးသားထားတဲ့အစစ်မြင့်ရေးစားစကားဆိုတဲ့ဝတ္ထုဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။အပိုင်းတစ်ကိုစပြီးတော့မတင်ဆက်သေးခင်မှာတော့ကျမတို့ရဲ့ Story for you channel လေးကို subscribe နဲ့ notification ခေါင်းလုံးလေးဖွင့်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒါဆိုဇလံလေးအခုပဲစတင်လိုက်ပါတော့မယ်။ကျန်းကအကောင့်တာမှာ luggage ကိုရွေးပြီးရနဲ့လက်ကင်ကိုင်းကိုဆွဲပြီးတော့ပေါ်ပါတဲ့ခြေလမ်းတွေနဲ့လှမ်းလာခဲ့တယ်။တခြားလူတွေကလာကြိုသူကိုရှာသူဟာရှာလာကြိုသူတွေကလှမ်းអော်လို့អော်အချင်းချင်းတွေးဆုံသွားကြပြီးတော့အော်ဟစ်ပွေးဖွက်ကနှုတ်ဆက်သူတွေကနှုတ်ဆက်အတန်တွေဝေစီပြီးတော့ပြပန်းခတ်လှုပ်ရှားနေကြတာကိုကျန်းကသဘောတကျနဲ့ပြုံးကကြည့်ရင်းနဲ့ဖြည်းဖြည်းချင်းပဲရှောက်လာလိုက်ပါတယ်။လူတွေစုံတွေ့မှုမှာပျော်ရွှင်တွက်ကြွနေသလောက်ခွဲခွာမှုမှာကြတော့ဘာကြောင့်တိတ်ဆိတ်ကြေကွဲတတ်ကြတာလဲကျန်ရတော့ခံစားမှုတွေနဲ့ပေါင်နေလွတ်သူလို့ပြောလို့ရမယ်ထင်တယ်ကျန်ရကို့အတွင်းနဲ့ကိုရှောက်လာတော့မှပဲလူတယောက်ရဲ့အလောတကြီးဝင်တိုင်းမှုကိုခံလိုက်ရပါတယ်ပကုံးတစ်ဖက်ကိုနာအောင်တိုက်ချလိုက်တာမို့ကျန်ကအတန်ထွက်အောင်ပင်ညှဉ်းညူမိသွားတယ်အဲ့ဒီလူကကျန်ကိုကြပြကြရပြန်လဲကြည့်ပြီးတော့ဟာ sorry ညီမလေးတော်တော်နာသွားလားကျန်းကအရေးတယူလှည့်ပြီးတော့မေးတဲ့အဲ့ဒီလူကိုအေးဆေးစွာပဲမျက်လုံးတစ်ချက်လှမ်းကြည့်ရင်းနဲ့အသာပဲခေါင်းရမ်းပြလိုက်တယ်။ပြီးတော့ကိုလန်းကိုဆက်သွားဖို့ပြင်နေ။အဲ့ဒီချိန်မှာပဲသူကကျန်းရဲ့လက်ထက်က luggage ကိုမြင်သွားပြီးတော့ဒီမညီမလေးခဏလောက်ပါစင်ကာပူကလာတဲ့လေယာဉ်ကအခုမှစိုက်တာလား။ဟုတ်တယ်။အဲ့ဒီလူကကျန်းရဲ့စကားကိုကြားတော့ရင်ဘက်ကိုလက်နဲ့ဖိပြီးတော့တပ်ပြင်းမောကြီးကိုဝူးကနေချရနဲ့ဟူးတော်သေးရပါကွာနိုင်လွဲပြီဆိုပြီးတော့ပြေးလာလိုက်ရတာကျေးဇူးပဲကွာကျန်းကကိုယ့်ထက်အနည်းဆုံး9နှစ်လောက်ကြီးမဲ့လူတစ်ယောက်ကိုရင့်ကျက်တဲ့အပြုံတစ်ခုနဲ့ခေါင်းညိတ်ပြုံးပြပြီးတော့လှည့်ထွက်လာခဲ့တယ်အရက်ရှိရှိမှာအခုမှခေတ်စားတဲ့ Victoria Vacant ရဲ့နေရွက်အောက်တတာရှိတဲ့သပင်တူဖောင်းဖောင်းပုံစံကိုညှက်ထားတဲ့ကျန်းကို August ကမှတ်မိပါမလားမသိပါကျန်းကအရက်ရှိရှိကိုထမ်းမြင့်ပြီးတော့ August ကိုဝေဝဲလိုက်ရှာလိုက်တယ်ဟောတွေ့ပါပြီအော်ဂစ်ကလည်းကျန်းကိုချက်ချင်းနှင်သွားဟန်တူပါတယ်လက်လန်းပြပြီးတော့အသာလျှောက်လာပါတယ်ကျန်းကိုမတွေ့ရတာ6လလောက်ပဲရှိသေးပေမဲ့အရင်တစ်ခေါက်လာစဉ်ကတည်းပို့ပြီးတော့ပိန်သွားတဲ့အော်ဂစ်ဆက်ခန္ဓာကိုယ်အချိုးစားကိုတတိပြုမိတယ်အန်တီရဲ့ body ကဝေးလျှော့နေတဲ့ပုံစံမျိုးလည်းမဟုတ်ပါ Hi my dear aunty နေကောင်းနေနော်ကျန်းရဲ့ရှွန်းနှောက်ဆက်ပုံကိုအော်ဂစ်ကစိတ်မသက်မသာတဲ့ပုံစံမျိုးနဲ့ရှိတယ်ကျန်းကကိုယ့်စီကိုအော်ဂစ်ဖုန်းဆက်ခေါ်ဆိုနေကြတဲ့ကကျိုင်းအမြန်ပြန်လာခဲ့ပါကျိုင်းပြန်လာမှာကိမသိပါစေနဲ့အကြောင်းရင်းကိုဒီရောက်မှပြောမယ်ဆိုရဲအော်ဂစ်စစ်စကားကိုကြားပြီးတဲ့နောက်မှာတော့အရေးတကြီးကြောင့်သာဒီလိုမျိုးခေါ်ရတယ်ဆိုတာကိုနားလည်နေလို့ဘာမှထွေထူးမမေးတော့ပါကျိုင်းနဲ့အတူတူနေတဲ့ဖေဖေကိုတသက်လုံးကပြုစုဆောင်ရှောက်လာခဲ့တဲ့အတော်ကစိတ်ခေါ်ခြင်းဖြစ်တာကြောင့်ကျိုင်းကိုအသာတကြီးပဲလွှတ်ယုံတာမကသမီးအဒီတက်ခွာမှာအရန်ရေးကြီးရဲ့ကိစ္စရှိရနေမှာပေါ့။သမီးသွားပြီးတော့ကူညီလိုက်ပါလို့တောင်မှတိုက်တွန်းတာကြောင့်ကျိုင်းလာဖို့ဆုံးဖြတ်ချက်ကိုသာချပြီးတော့အဒီတက်ခွာကိုဘာမှအထွေထူးထပ်မမေးခဲ့ပါ။သမီးဖေဖေရောနေကောင်းလားကျိုင်း။ဟုတ်ကောင်းတယ်အော်ဂစ်။ဒါဆိုသွားကြတာပေါ့။အိတ်ကဒီတလုံးနဲ့ပဲလား။ဟုတ်အော်ဂစ်ကဘာမှဆက်မမေးတော့ပါ။ကျိုင်းကအကားပကင်ကိုရောက်တဲ့အခါမှာတော့နောက်ခန်းထဲမှာ luggage ကိုတင်လိုက်တယ်။ကျိုင်းကရှေ့ခန်းမှာထိုင်ပြီးတဲ့အခါမှာတော့အော်ဂစ်ကကားကိုမောင်းထွက်လိုက်ပါတယ်။ကျိုင်းကကျလဲစွာကားမောင်းနေတဲ့အော်ဂစ်ရဲ့ဘေးတိုက်ကိုကြည့်ပြီးတော့ကိုဘဝရဲ့မိသားစုပုံစံအကြောင်းကိုပြန်တွေးမိပါတယ်။ကျိုင်းလူမန်းတိတဲ့ဆအရွယ်ကလေးကအခုအချိန်ထိဒိုင်ယာနာစပင်ကီတမျိုးရဲ့ကိုသာဆွဆွမြဲထားတတ်ပါတယ်။အခုအချိန်မှာအသက်40အရွယ်မှာရှိနေတဲ့အန်တီဖြူတစ်ခွာကကျိုင်းရဲ့အတော်လက်ဖြစ်ပါတယ်။တင်ပါတီဖုံးနဲ့ဆန်နွယ်တထွေးကြီးတွေနဲ့တက္ကသိုလ်တက်ခဲ့စဉ်ကမဲပွဲများစွာကိုစုကူးခဲ့ပိုတဲ့အန်တီချော်နင်းစီကီကတော့ကျိုင်းရဲ့အတော်အငယ်ဆုံးဖြစ်ပါတယ်။ကျိုင်းရဲ့အမေကညီမ3ယောက်ထဲမှာအငယ်ဆုံးဖြစ်ပြီးတော့ကျိုင်းတစ်နှစ်သမီးအရွယ်မှာပဲအစာရင်သွေးကြောပေါက်ပြီးတော့ဆုံးပါသွားခဲ့သူဖြစ်ပါတယ်။အဲဒီချိန်ကလေးကအော်ဂစ်နဲ့ကီကီကကျိုင်းကိုဂယူတစိုက်ကျန်လာခဲ့သူတွေဖြစ်တယ်။ကျိုင်းကအဖိုးအဖွားတွေအတော်တွေလက်ထဲမှာသာကြီးပြင်းခဲ့ရတယ်။ဖေဖေကမမေဆုံးသွားတဲ့အခါမှာတော့လူပြိုပြန်ဖြစ်ပြီးတော့ကဘာဘက်ကတင်မောသားဘဝနဲ့ကြံလည်ခဲ့တဲ့အခါကျိုင်းကအော်ဂစ်တို့လက်ထဲမှာပဲလူလားမြောက်ခဲ့ရသူဖြစ်ပါတယ်။ကျိုင်း10တန်းအောင်ပြီးတဲ့အချိန်မှသာစင်ကာပူမှာအခြေချလျက်ရှိတဲ့ဖေဖေချန်ကိုကျောင်းသွားတတ်ပါတယ်။ကျောင်းပိတ်ရင်တော့ရန်ကုန်ကိုပြန်နေဒီလိုမျိုးလုပ်နေခဲ့ရာနောက်ဆုံးကျိုင်းပွဲတစ်ခုရတဲ့အခါမှာတော့ဖေဖေရဲ့ကုမ္ပဏီမှာပဲအလုပ်ပြန်ဝင်လုပ်နေခဲ့ရာကနေမြန်မာပြည်ကိုပြန်ရောက်ခဲ့တာကဘယ်လောက်မှမကြသေးပါ။အခုအော်ဂစ်ကအရေးတကြီးစင့်ခေါ်တာကြောင့်ကျိုင်းပြန်ရောက်ခဲ့ရတာဖြစ်ပါတယ်။
အော်ကစ်တို့စားရင်တောက်ရင်နဲ့အေးအေးဆေးဆေးစကားပြောကြတာပေါ့ကြိုင်ကျိုင်းကဘေဘီရှုခင်းတွေကိုငရင်ကနေဘလောက်မျောပါသွားတယ်လဲတော့မသိပါမီလီယံကွိုင်ရှိမှအော်ကစ်ကကားရက်ပြီးတော့ပြောလိုက်တော့မှပဲအောက်ဆင်းဖို့တတိရတယ်ဆိုင်ထဲကိုရောက်တဲ့အခါမှာတော့အော်ကစ်ကကျိုင်းမဲမှားလိုက်ပါလို့ပြောရင်းနဲ့တနေရာကိုငေးကကြည့်နေတဲ့အခါမှာတော့ကျိုင်းလဲခေါင်းကိုခါရမိပါတယ်အမြဲတစေပျော်ရွှင်စွာနေတဲ့သူကျိုင်းတို့နဲ့ level လိုက်တဲ့ခင်နဲ့အညီ hot shot နေတဲ့သူမသိရင်ကီကီနဲ့ရွယ်သူအသက်35နှစ်လောက်သာထင်ရလေးရှိသူโอเคရဲ့ဒီလိုမုံတိတ်တိတ်ပုံစံကိုကျိုင်းတကားမှမမြင်ဘူးပါဘူးကျိုင်းကိုအရေးတကြီးဆင့်ခေါ်ခြင်းကျိုင်းလာမှာကိုကီကီကြိုမသိစေခြင်းအပြင်အိမ်မှာတောင်စကားမပြောနိုင်လောက်အောင် serious ဖြစ်နေတဲ့ August ကိုကြည့်ပြီးတော့ကျိုင်းကကီကီနဲ့တခုခုတော့ပတ်သက်နေပြီဆိုတာကိုရိမ့်မိနေပြီဖြစ်ပါတယ်ကဲ Augustကျန်းကိုပြောစရာရှိတာပြောပါဘာဖြစ်နေရလဲအော်ဂစ်ကလက်နှစ်ဖက်ကိုဇပွဲပေါ်မှာရှက်တင်ထားရနေတကယ်စိတ်တူတယ်ဘသူ့ကိုလဲကျန်းဟုတ်လားမဟုတ်ပါဘူးမိကေမောင်ကီကိုဘာဖြစ်နေလို့လဲအော်ဂစ်ကစိတ်ရှုပ်နေတဲ့ကြားကစိတ်တူတယ်လို့ပုံစံမျိုးနဲ့ကျန်းကိုတစ်ချက်ကြည့်တယ်ကျန်းကအော်ဂစ်ကိုစိတ်ရှည်တီးခံပြီးတော့နားလေတဲ့မျက်နှာနဲ့ပြန်ငင်းနေတာမို့အော်ဂစ်ကတပ်ပြင်းကိုအသာချပြီးတော့စိတ်လျှော့လိုက်ဟန်နဲ့ကျန်းဟုတ်ပြောအော်ဂစ်သမီးကိုအော်ဂစ်ကရောကေရောဘယ်လောက်ချစ်တယ်ဆိုတာသမီးသိရဲ့နော်ငငယ်လေးကလေးကမိတဆိုးလေးမို့တနာလို့အချစ်ပိုခဲ့တဲ့အပြင်သူများနောက်မကြံခဲ့ရလေအောင်ဆိုပြီးတော့စိတ်သက်ရည်အားအစာဂယုတစိုက်စောင့်ရှောက်မွေးမြူခဲ့တယ်အရွယ်ရောက်လာတဲ့အခါမှာလည်းလွတ်လပ်ခွင့်ပေးပြီးတော့သမီးစိတ်ချမ်းသာတယ်လို့နေစေခဲ့တယ်သမီးရဲ့အကြံဉာဏ်အစာအလေးထားခဲ့တယ်ကျန်းကအော်ဂစ်ရဲ့စကားကိုထောက်ခံတယ်လို့ခေါင်းတစ်ချက်ညှိပေးလိုက်တယ်အော်ဂစ်ရောကီကီရောကအကျိုင်းကိုသူတို့တူမဆိုရတဲ့ညီမတယောက်လိုချစ်ခင်ပြီးတော့ယုံကြည်ခဲ့ကြတာဖြစ်တယ်။ကျိုင်းဟာသူတို့မျှော်လင့်တယ်လို့တော်တော်လက်ထက်မြက်လေးဖြစ်ခဲ့တာမို့အော်ဂစ်ကဆိုရင်တော့ဘာမဆိုကျိုင်းဟိုမှတိုင်ပင်နေကြဖြစ်ပါတယ်။ကျိုင်းရဲ့အကြံဉာဏ်ကိုလည်းယူနေကြပါ။အခုရောဘာအကြံဉာဏ်များယူအောင်မလို့ပါလဲ။ကျိုင်းသမီးမှရီးစားရှိပြီလား။ကျိုင်းကဘာများပြောလိမ့်မလဲဆိုပြီးတော့အမျှော်လင့်ထားကမှကောက်ကငင်ကမေးလိုက်တဲ့အော်ဂစ်ရဲ့စကားကြောင့်ရှုံးမဲ့လို့သွားပါတယ်။အော်ကစ်ကလည်းကွာအဲ့ဒါကိုမေးဖို့ဒီကိုပြန်ခေါ်ရလားကဲငါမေးရတာဖြေစမ်းပါမရှိပါဘူးအော်ကစ်ဆရာဟုတ်ပြီတကယ်လို့ချစ်သူရည်စားထားမယ်ဘဝအတွက်အိမ်တော်ဘက်ရွေးမယ်ဆိုရင်ကိုထက်10နှစ်လောက်ငယ်တဲ့ယောက်ျားတစ်ယောက်ကိုရွေးချယ်မှာလားကျိုင်းကစိတ်ပြက်လက်ပြက်နဲ့စိတ်ပြက်ရင်လုံနေကြဖြစ်တဲ့အတိုင်းမျက်လုံးပြူမျက်နှာအကြောတွေကိုနှက်ခေါင်းမှာလာစုပြီးတော့နှက်ခမ်းကိုခြုံထော်ပြစ်တယ်မျက်နှာတစ်ခုလုံးရှုံးပြပစ်ချင်စိတ်ကိုအတော်ပဲထိန်းချုပ်ထားရတယ်အဲ့လိုပုံစံလုပ်ပြရင်အော်ဂစ်ကလုံးဝမကြိုက်ပါနေမှုရှာရှာပွေပွေနေမျက်နှာမြင်အိုးမယ်လို့အမြဲပြောတတ်ပါတယ်ကျိုင်းဟာမျက်နှာကိုကြည့်လိုက်တော့လေအတီတက်မင်းနေတဲ့အော်ဂစ်မှာအကြောင်းရင်းတစ်ခုခုတော့ရှိမှာပါလေဆိုတဲ့အတွေးနဲ့ခေါင်းကိုရမ်းပြပြီးတော့မရွေးပါဘူးအန်တီတက်ခွာရဲ့10နှစ်မပြောနဲ့9နှစ်กว่าတောင်ကြိုက်မရွေးဘူးအော်ဂစ်ရဲ့မျက်လုံးတွေကအယောင်တစ်ဖြက်ဖြက်လက်ပြီးတော့တောက်ပသွားတယ်တေးကြလာကြိုင်းလူတွေအားလုံးကိုမျက်ကန်းဖြစ်ပါစေရဲ့ဆိုတဲ့အချစ်ဆိုတာကြီးပါလိုက်ရောကျိုင်းကမျက်နှာကိုနောက်သို့လှန်ပြင်းရင်းနဲ့ကျိုင်းနဲ့10နှစ်กว่าတဲ့ယောက်ျားကျိုင်းအတွက်တော့ကလေးပြီးစီပဲနှက်ချီးပဲအော်ဂစ်မျက်လုံးထဲမှာကလေးလိုမြင်နေတဲ့ငမြောက်ငချောက်လေးကိုကျိုင်းဗမာလာပြီးတော့အချစ်စိတ်ဖြစ်ထွန်းပါလေကျိုင်းရဲ့အဖြေစကားကြောင့်အော်ဂစ်ရဲ့မျက်နှာမှာတဖြည်းဖြည်းပြုံးလာတာကရောက်စားကားနဲ့တောင်မတူတော့ပါဘလို့ဖြစ်တာပါလဲအေးပေါ့ကျိုင်းကအခုမှ23နှစ်ဆိုတော့ကျိုင်းနဲ့10နှစ်กว่าတဲ့ကောင်လေးက73နှစ်ငမြောက်ငချောက်လေးပေါ့ကလေးသက်သာပဲရှိအောင်ပါပေါ့ဒါပေမဲ့ကျိုင်းရဲ့အသက်ကအသက်30ကောင်လေးကကောင်းကောင်းလူလာမြောက်တဲ့အသက်20အရွယ်မှာဆိုရင်ရောသူ့ကိုကျိုင်းစဉ်းစားမှာလားကျိုင်းရဲ့မျက်နှာကအော်ဂစ်ကိုရည်ကျန်လာစိမ့်နဲ့ဆက်ဖြည်းဖြည်းဖြစ်လို့လာပါတယ်မစင်းစားပါဘူးအော်ဂစ်ရဲ့အော်ဂစ်ကျိုင်းကိုဘာဖြစ်လို့ဒီလိုမေးခွန်းတွေကိုမေးနေရလဲဆိုတာကျိုင်းတော့နားမလဲဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ကျိုင်းဘဝမှာကိုးထက်ငယ်တဲ့ယောက်ျားတစ်ယောက်ကိုအိမ်အောင်ဘက်အဖြစ်ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူးဆိုတာပဲအော်ဂစ်ရဲ့နှကန်းတွေကထူးခြားစွာပြုံးသွားတယ်တလက်စတွေမှာပဲကျိုင်းရဲ့လက်ဘဝတစ်ဖက်ကိုလာရောက်ပြီးတော့စုပ်ကိုင်းနေဘာကြောင့်ကိုးထက်ငယ်တဲ့ယောက်ျားတစ်ယောက်ကိုကျိုင်းကမရွေးချယ်ချင်ရတာလဲဘာကြောင့်ဒီလိုရှိရလေဒီခေတ်ထဲမှာတစ်နှစ်နှစ်กว่าတာကတော့မြင်ယုံနဲ့မသိတာဘူးလေအဲ့လောက်ဆိုရင်တောင်မှကျန်ရတမျိုးစဉ်းစားအောင်မှာလုံးဝပြည့်စရာမရှိဘူးဆိုမှနော်၄-၅နှစ်ကြာတော့တိတာသွားပြီလက်မခံနိုင်တော့ဘူးအရေးချင်းအားဖြင့်တော့တော်ရင်လဲတော်မှာပေါ့ဒါပေမဲ့ကျန်ရငယ်တာကိုမကြိုက်တာကိုထက်လဲ10နှစ်ငယ်မယ်ကိုလောက်လည်းမတော်ဘူးကိုလောက်လည်းမချမ်းသာဘူးဒါတင်မကဘူးကို့မိကိုကျန်လို့တိုက်တူးကျင်လို့အပိုင်ကျန်တဲ့ယောက်ျားမျိုးဆိုရင်ရောကျန်လက်ခံနိုင်မှာလားအော်ဂစ်ကလည်းမိမမေးရတယ်အဲ့လိုလူမျိုးတော့လက်ကြည့်နေစရာတောင်မလိုတော့ဘူးပေါ့ဒါပေမဲ့ကီကီကဒီလိုလူကိုအိမ်အောင်ဘက်အဖြစ်ရည်ရွယ်ထားတဲ့ကျိုင်းရဲ့
ကျန်းရရေတောက်မလို့ဖန်ခွက်ကိုလှမ်းပြီးတော့ပဇနာအတိမှာပဲရေကိုဆက်မတောက်နိုင်တော့ပါအော်ကစ်ကိုအန်အားတကြီးစိုက်ကြည့်နေမိပါတယ်အော်ကစ်တကယ်လဲကျန်းကိုတံပြန်ပြီးတော့စိုက်ကြည့်နေပြီးတော့မျက်လုံးတွေကတော့တခုခုကိုအခဲမကြေရင်းနဲ့တလက်လက်ဆူရှာနေတယ်ကျန်းရဲ့မျက်ဝန်းတွေကအမေးတွေဖြစ်တဲ့တကယ်လားဟုတ်လို့လားမယုံနိုင်ရစရာပဲစားတဲ့အတွေ့အကြုံကိုအော်ကစ်ကအလိုလိုသိနေဟန်နဲ့ခေါင်းတဆက်ဆက်ငိမ့်ပြတယ်ဒါဆိုအော်ကစ်ကျန်းကိုလမ်းခေါ်တာဟုတ်တယ်ကျန်းအဲ့ဒီကိစ္စကြောင့်ပဲကျန်းကိုအော်ကစ်လမ်းခေါ်လိုက်တာအခုအန်တီနာမှာတိုင်ပင်ပေါ်တိုင်ပင်ဘက်ဘယ်သူမှမရှိဘူးကျန်းရလွဲပြီးတော့အော်ကစ်ကိုနားလည်ပေးမဲ့လူလည်းမရှိဘူးကူညီပေးမဲ့လူလည်းမရှိဘူးအော်ကစ်တကယ်ကိုယူချင်နေပါပြီကျန်းရဲ့အော်ကစ်ကတကယ်ပဲစိတ်ထိကြိုက်လာရတဲ့နတ်ဖူးကိုလက်နဲ့ထောက်ပြီးတော့ပြောတဲ့အခါမှာကျန်းရအော်ကစ်ကိုတော်တော်ပဲသနာကျူးနာတက်လို့သွားတယ်မျက်လုံးထဲမှာအရည်တစ်ဖြက်ဖြက်လဲပြနေတဲ့ကေကေရဲ့စွန့်ဤနဲ့ဆိုနေတဲ့မျက်ဝန်းကြီးတွေကိုလည်းမြင်အောင်မိပါတယ်တသက်လုံးချက်သူရည်စားမထားခဲ့ဘူးတဲ့ကေကေကယောက်ျားတွေကိုတိတ်ပြီးတော့စိတ်ဝင်စားလိမ့်မယ်မရှိပါဘူးအဲ့ဒီကေကတကယ်ပဲသူ့ထက်10နှစ်ငယ်ရွယ်တဲ့ကောင်လေးကိုချစ်ကြိုက်နေပြီလေလားဒီအတွေ့အကြောင့်ချိုင်းပင်လင်စိတ်ရှုပ်ထွေးနှောက်ကြည့်သွားရတယ်ကျန်းကိုတေချာပြပြပေးပါအောင်โอเคရဲ့တကယ်ပဲလားဘာတူလဲဘယ်ရလဲဘယ်ချိန်ကစပြစ်တာလဲကေထက်10နှစ်ငယ်တယ်ဆိုတော့ကျိုင်းထက်2နှစ်ပဲကြီးရဲ့လူတစ်ယောက်ပေါ့အမလီကျန်းရဲ့တငယ်ချင်းလောက်ပဲရှိပါလားဖះကျန်းရဲ့တန်တောနဲ့လက်ပြားတက်ခါခါရေရွတ်တဲ့ပုံကိုအော်ကစ်ကသူ့လိုပဲမခံမရနိုင်သူရှိနေပါလားဆိုတဲ့စိတ်မျိုးနဲ့မျက်လုံးတွေကတလက်လက်ဆူရှာပြီးတော့လူဝါတောင်းမှန်လို့လာတယ်။စားတွေ့တော့ကပုံစံနဲ့ကိုမတူတော့ပါ။အော်ကစ်ရဲ့ပုံစံကအခုမှအားရပါရပြောမဲ့ပုံစံမျိုးဖြစ်ပါတယ်။အော်ကစ်သိတာကတော့3လလောက်ပဲရှိသေးရဲ့။သူတို့ချင်းတွေ့တာတော့1နှစ်လောက်ရှိပြီလို့ကြားတယ်။ကောင်လေးနာမည်ကနေယုံမိုးတဲ့။နေယုံမိုးနာမည်နဲ့ကျန်းရဲ့မျက်ခုံးကျုပ်ကျုပ်အပြောကိုအော်ကစ်ကနှက်ခမ်းတစ်ချက်မဲပြရင်ရနေနမရလဲစမ်းတယ်လို့လူကလည်းခက်ဆန်းဆန်းပဲတကယ်ကိုကြော့လို့မော့လို့မော်တယ်လို့ရတယ်မော်တယ်ဘွိုင်းလားမဟုတ်ပါဘူးအေး graphic designer ဆိုလားဘာဆိုလား6တီး6ချက်ပါဆက်ပြောပါအောင်ကင်းနဲ့အဲ့ဒီနေယုံမိုးနဲ့ကဘယ်မှာတွေ့ကြရလဲတွေ့ရတော့ကေးရဲ့ကုမ္ပဏီကိစ္စကြောင့်ပဲပေါ့မဂ္ဂဇင်းတွေမှာကြော်ညာထည့်ဖို့ဘာကိစ္စညာကိစ္စတွေလုံရနေပြီးတော့ပြောရင်းဆိုရင်တွေ့သွားကြတာတဲ့ဒါကလည်းမဆန်းပါဘူးကျန်းရဲ့နေ့စဉ်နဲ့များအပြင်ထွက်ပြီးတော့အလုပ်လုပ်နေတဲ့မိန်းမတယောက်အဖို့ကတော့ယောက်ျားကြီးကြီးငယ်ငယ်နဲ့ကြုံနေရမှာပဲလေအဲ့ဒါအောင်မှဘယ်မိန်းမအရှာဖွေကောင်းလဲအညွန့်အနှူးလွယ်မလဲဒါကိုပဲလိုက်ကြည့်ပြီးတော့အမိရဖမ်းနေတဲ့ယောက်ျားတွေတပုံတစ်ကောင်းလေအဲ့ဒီနေယုံမိုးကအဲ့လိုယောက်ျားမျိုးဩသိကြလားအဲ့လိုတိုက်သမားတယ်လားကျန်းရဲ့နေမဲစဉ်းစားကြည့်တယ်မှာဒီခေတ်ကြီးထဲမှာအချောလအနှုတ်ရမိန်းကလေးတွေပုံလို့ဟာသူ့ရုပ်သူ့ရည်သူ့စတိုင်နဲ့ဘလို့အနှုတ်ရအောင်ရွေးကြိုက်မလဲဒါဟုမှနင့်အတော်ဦးအရိုင်းအဖြူကြီးကိုကြိုက်တာတဲ့သူ့ထက်10နှစ်ကြီးတဲ့မိန်းမတယောက်ကိုကြိုက်တာဒါရိုးသားတဲ့ဖြစ်ရတစ်ခုလို့နင့်ထင်လာကြိုက်နင့်ရဲ့စင်ကာပူမှာသုံးနေတဲ့အုံနောက်နဲ့ပဲစဉ်းစားကြည့်စမ်းပါဦးဟဲ့အော်ကစ်ရဲ့နောက်ဆုံးစကားကကျန်းကိုနှက်လိုက်တာဖြစ်ပါတယ်ကျန်းကကိုယ့်စကားနဲ့ကိုပြန်ခံရတာမို့အောင်တက်တက်နဲ့ပြုံးနေရတာဖြစ်တယ်ကျန်းကကိုယ့်နဲ့ထင်ကိုလက်ညှိုးနဲ့ထောက်ပြီးတော့ဒါစင်ကာပူမှာသုံးနေတဲ့အုံနောက်နော်လို့အော်ကစ်နဲ့ကေကိုစကနိုင်ထိုးခဲ့သမျှကတော့အော်ကစ်ကအကျိုင်းကိုချက်ကောင်းကိုကောက်ကန်လိုက်ခြင်းဖြစ်ပါတယ်ဒါပေမဲ့လည်းကေကေအဲ့လောက်မညံ့အောင်ထင်တယ်အော်ကစ်ကကျိုင်းကိုမဲ့ပြုံးပြုံးနဲ့စိုက်ကြည့်ပါတယ်နှစ်ဖူးရှိမှအထက်ထက်ဝဲကြနေတဲ့မဟော်ဂနီရောင်ပြီးသပင်လှလှနဲ့အော်ကစ်ကကေကိုလည်းအသေးလေးချစ်ရှာသူဖြစ်တယ်ငငယ်ကဖိုးဖိုးခေါ်တဲ့အတိုင်းဖြူသစ်ခွာကိုအော်ခဲ့ကြော်နှင်းစီဆိုတဲ့ကေကိုကြော်ဟူသောစကလုံးကနေပြီးတော့ကေကိုအဖျားဆွယူပြီးတော့ကေစသဖြင့်ဖိုးဖိုးခေါ်တဲ့အတိုင်းလိုက်ခေါ်ခဲ့တဲ့ကျိုင်းကကြီးတဲ့အထီလဲနှုတ်ချိုးပြီးတော့အတော်ရီကိုအော်ခဲ့ကေလိုပဲခေါ်တော့ဖြစ်ပါတယ်မသိရင်ကျိုင်းကိုကေတို့ရဲ့ညီမအငယ်ဆုံးလို့အားလုံးကထင်ကြတဲ့အထီပါကျိုင်းတို့၃ယောက်ကမခွဲမခွာပဲတပူးတွဲရှိခဲ့ဘူးတယ်။အော်ကစ်မှာကျိုင်းကိုတော့တူမမို့လို့ထားပြီးအောင်ကစ်ကိုတော့အခုအချိန်ထိအပြိုကြီးတွေအဖြစ်တပူးတွဲနေလာခဲ့သူတွေပြပြီးအော်ကစ်နှမျောရှာပါတယ်။ဒီမှာကျိုင်းငါကလေငါကောင်ကမတော်ရင်တောင်မှမအောင်နေတယ်။ငါညီမငါတူမတွေကိုလည်းမအားစေချင်ဘူး။ဒါကြောင့်လွတ်လပ်ခွင့်အပြည့်ပေးပြီးတော့ပညာရှိနည်းနဲ့ဆုံးမတာ။ကေဟာတစ်ချိန်လုံးတော်ခဲ့တယ်လိမ်မာခဲ့တယ်။ဒီအချိန်ကျမှဒီလိုထဖောက်လေခြင်းဆိုပြီးတော့ငါရင်လာတာ။နင်စဉ်းစားကြည့်စမ်းကြိုင်ပတ်ဝန်းကျင်ကဘာပြောကြမလဲဒီအပြိုကြီးတွေဟုတ်ပြီဟုတ်ရဲ့နဲ့ယူမဲ့ယူတော့ကိုထက်10နှစ်ငယ်တဲ့ကောင်လေးကိုဆိုပြီးတော့ကဲ့ရဲ့ကြမှာအဲ့ဒါကိုဘေးပယ်ထားလိုက်ပါအောင်ဟာဟိုအကောင်ကကေ့ကိုတကယ်ချက်တာဖြစ်နိုင်လားကြိုင်ရှင်းနေတာပဲဟာချမ်းသာတာကိုမတ်လို့ပေါ့တို့ရီကအပြိုရေးဆိုပေမဲ့မိဘတွေကအမွေခွဲဝေပြီးသွားတဲ့အပြင်ကိုအလုံးနဲ့ကိုဝင်နဲ့ကိုလေအဲ့ဒါတွေကိုပတ်ဝန်းကျင်ယောက်ျားတွေကမသိပဲနေမလားဒါတွေကိုမတ်နေတာရှင်းနေတာပဲမဟုတ်လားကြိုင်ရဲ့ကျန်းကခန်းစားချက်အပြည့်နဲ့ပြောနေတဲ့အော်ကစ်ရဲ့မျက်နှာကိုငေးပြီးတော့တက်ပြင်းတစ်ချက်ကိုကြိတ်ပြီးတော့ရှိုင်းမိတယ်။အော်ကစ်ပြောတာတွေကဖြစ်လဲဖြစ်နိုင်တယ်။တစ်ချိန်တည်းမှာလည်းဖြစ်လဲမဖြစ်နိုင်ပါ။
ကျိုင်းဟာလက်တွေ့သမားဖြစ်တာကြောင့်မျက်စိနဲ့ဘာမှမမြင်ရမချင်းဘာမှလည်းဝေဖန်ချက်မပေးနိုင်ပါဘူး။အဲ့လောက်ကြီးလဲစိတ်ကြီးမနေပါနဲ့အော်ခေရဲ့အခုအော်ခေကဘာဖြစ်စေချင်တာလဲ။ငါဖြစ်စေချင်တာသူနဲ့အဲ့ဒီကောင်လေးနဲ့လုံးဝပြတ်ဖို့ပဲကျိုင်း။အော်ခေကကေနဲ့ဆွေးနွေးပြီးပြီလား။အမလီပြီးပါပါကောမဲမင်းကြီးမဘာပြန်ပြောရမှလဲ။ तू က18နှစ်သမီးမဟုတ်တော့ဘူးတဲ့။ तू 18နှစ်သမီးမှာအိမ်အောင်ကြကလေးမွေးပြီးခဲ့ရဆိုရင်ဒီချိန်မှာ18နှစ်သမီးရဲ့အမေရွယ်တောင်ဖြစ်နေခဲ့ပြီတဲ့။သူ့မှာအုံနောက်ရှိတယ်တဲ့။သူ့ဘဝအတွက်အသင့်တော်ဆုံးလက်တွဲဖို့သူရွေးချယ်ထားတယ်လေ။နင်းချဘူးလားကြိုင်မိမတယောက်အတွက်10နှစ်ငယ်တဲ့ယောက်ျားအသင့်တော်ဆုံးလက်တွဲဖို့ဆိုတာကိုလေမိန်းကလေးတို့ကြီးမှတ်သားစရာကောင်းလိုက်တာဟဲ့ကေကတိတ်တော့မလွယ်ဘူးပဲမလွယ်တာမှတော်တော်ကိုမလွယ်တာအေးဒဲငါပြောလိုက်ရမှာကောင်းမယ်ရှိတော့မယ်မှော်နေတာလေငါညမလေးတော်လာနဲ့ကြိုက်မဲ့ကြိုက်တော့လေ10နှစ်ငယ်တဲ့ယောက်ျားနဲ့မှာတဲ့ပြီးတော့ဟိုးညညာတွေကလည်းမဟုတ်ဘူးအေးကိုဘာကြောင့်ကက်တယ်ဘာမှလို့ယူချင်တယ်ဆိုတာအတိအသားကြီးကို तू ကမမြင်နိုင်ဘူးလေဘယ်သူမဆိုတွေးမိကြမှာပဲမလားကြိုင်းရဲ့ငါတော့သိရှက်တာပဲကျိုင်းကအခန်းစားချက်တွေနဲ့ဆွနေပြီးတော့မျက်ရည်လဲလာတဲ့ August ကိုကြည့်ပြီးတော့ရင်ထဲမှာတကယ်ပဲစိတ်မကောင်းမိပါ August ပြောခဲ့သလိုနေုံမိုးဆိုတဲ့လူကငွေမတ်တဲ့ယောက်ျားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင်တော့ကျိုင်းဟာလည်း August နဲ့တသဘောတည်းရှိမှဖြစ်ပါတယ်အဲဒီလိုယောက်ျားမျိုးကိုကျိုင်းကအချင်းလေးမကြည့်တတ်သလိုအထင်သေးစွာပဲရှုတ်ချသေးတယ်ကေစိတ်ဆင်းရဲရမယ့်အလိုမျိုးကေဒုက္ခရောက်မယ့်အဖြစ်မျိုးကိုတားမြစ်ဖို့ရာကျိုင်းမှလည်းတာဝန်ရှိသေးတယ်ကျိုင်းက August ရဲ့လက်ဘဝတွေကိုလှမ်းဆုပ်ကိုင်ရနေပြီးတော့အခုချိန်ကစပြီးတော့စိတ်အေးထားပါတော့ August ရဲ့ကေကိစ္စကျိုင်းရဲ့တာဝန်ပဲကေဒုက္ခရောက်မယ့်အဖြစ်မျိုးကိုကျိုင်းလည်းမလိုလားပါဘူးနေုံမိုးကကေအနာမှာရှိမနေတဲ့လူစားမျိုးဆိုရင်သူလုံးဝလွင့်သွားအောင်လဲကျိုင်းလုပ်ပေးနိုင်ပါတယ်ကျိုင်းရဲ့စကားသံအဆုံးမှာတော့ August ရဲ့မျက်နှာတစ်ခုလုံးကအာတက်ပျော်ရွှင်သွားပုံနဲ့လင်းချင်းတောက်ပလို့သွားတယ်ကျိုင်းကိုကြည့်လာတဲ့မျက်လုံးထဲမှာဆိုရင်လေအာကိုတဲ့ယုံကြည်တဲ့ကျေးဇူးတင်တဲ့စသဖြင့်မျောလင်းချက်အရေးရောင်တွေတောက်ပပြီးတော့ဆူလက်နေတယ်ကျိုင်းကတော့မစားဖြစ်သေးတဲ့ဟင်းဘက်ကန်ကိုနေပြီးတော့ရှေးစီစဉ်တွေကိုတိတ်တဆိတ်ရေးဆွဲလို့နေခဲ့ပါတယ်ကျိုင်းအိမ်ရောက်လာတဲ့အခါမှာတော့ကေကကမ်ပဏီကိုထွက်သွားပြီးမှမတွေ့ရတော့ပါကျိုင်းကဒီကိစ္စကိုမသိဟန်ဆောင်ပြီးတော့ဘာမှမသိသလိုနေဖို့ August ကိုပြောထားပြီးပြီမို့ August ကလည်းသူ့ဟာသူဘာတိဘာသာပဲနေတော့မယ်ညနေရောက်ရင်တော့ကေပြန်ရောက်လာတဲ့အခါကျိုင်းကိုမြင်တော့အံ့ဩသွားရင်ရှိပါတယ်ကျိုင်းကဆိုဖာပေါ်မှာစာထိုင်ဖက်နေရကနေချပြီးတော့ Hi ကေနေကောင်းနေနော်လို့စတင်ပြီးတော့နှုတ်ဆက်လိုက်တယ်ဟဲ့နင်ကဘလို့ဖြစ်လာလဲအကြောင်းမကြားပါမကြားနဲ့ကျိုင်းကကေကိုရွှ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 ွခါးထိဝဲဖြနေတဲ့ဆန်ရွယ်နဲ့တီကိုလွတ်လွတ်လပ်လပ်ဝဲဖြချထားပြီးတော့ဖက်ဆီရောင်ဇင်းမဲ့ဝမ်းဆက်ကိုခင်မီလာပစွာချုပ်ဝတ်ထားတဲ့ကေက35နှစ်ဆိုတာထက်30တောင်ရှိမယ်မထင်ရတဲ့နှုတ်ပြမှုနဲ့ရှင်သန်နေသူဖြစ်တယ်။ဟုတ်တယ် August ကျိုင်းလေကေကိုမတန်မရာလူနဲ့လက်တွဲသွားမယ်ဆိုရင်နှမျောပါတယ်ဆိုတဲ့စကားကိုစိတ်ထဲကပြောမိတယ်။ကျိုင်းကကေရဲ့ခါကိုအနောက်ဘက်ကနေလိုက်ဖက်ရင်ရနေပြီးတော့ကေပခုံးပေါ်ကိုမေးတင်ထားကတူတူလေးကပ်ဖြေပါတယ်။ကျိုင်းအလုပ်ကိစ္စလာတာပါအရင်ကလည်းကျိုင်းကစင်ကာပူနဲ့ရှန်ကုန်ကိုဖေဖေရဲ့ကမ်ပဏီကိစ္စအတွက်နဲ့ကူးကြည်တန်းကြီးလုံနေပေးခဲ့တာမို့ကေကဘာမှထူးထူးမမေးတော့ပါဖေဖေရဲ့ကုမ္ပဏီရုံးခွဲတစ်ခုကဒီမှာလဲရှိသေးတာမို့ကျိုင်းကကိုကိစ္စနဲ့ကိုလာတာပဲလို့ထင်ရှားမယ်ငါ့ဘောပါလဲနင်ကလည်းဟဲဖုန်းတော့ဆက်မပြောဘူးဘိုနီယာအိတ်ဒီဇိုင်းတစ်ထွက်နေတာငါမှားကြလို့ကျိုင်းကကေရဲ့အပြောကြောင့်ကေမမြင်နိုင်မဲနဲ့နှက်ခမ်းတစ်ချက်မဲပြမိတယ်ကေသုံးဆွဲတဲ့တန်ဖိုးကြီးအသုံးဆောင်နေနဲ့ကေကန်ကျင်တဲ့ဗော်နီယာတစ်စိတ်လက်ကင်တစ်လုံးရဲ့တန်ဖိုးက3သိန်းခွဲကျော်ဘက်မှာရှိတယ်။ဒါမျိုးကိုကေရဲ့ကောင်လေးကဝယ်ပေးနိုင်ပါတယ်လား။ကျန်းကတော့ကိုထက်နေပါတဲ့ယောက်ျားတစ်ယောက်ကိုအိမ်အောင်ဘက်အဖြစ်မရွေးချယ်လို့ပါ။ကျန်းကကေနဲ့အတူတူအချက်နဲ့အိမ်အောင်ရေးတသနာတို့ကိုဆွေးနွေးခြင်းနဲ့ကေရဲ့ခါကိုဖတ်ပြီးတော့ဆိုဖာရီတန်ကိုဆွဲခေါ်လာပြီးတော့ကေနဲ့အတူတူရှင်ထိုင်မိတယ်။ကေကကျန်းရဲ့ hair style အသစ်ကိုရှေ့နောက်ဆောင်းခဲ့ကြည့်ပြီးတော့နင်းစပင်ပုံကလှသားပဲနင်ပုံနှုတ်သွားတယ်ဒါဟိုမှာခစ်စားနေရဲ့စပင်ပုံလေနောက်ဆိုဒီမှာလည်းခစ်စားလာတော့မှာပါဗက်ခန်းမိမ post fire စပင်ပုံစံအစ်စ်လေဟုတ်လားလှရယ်နော်ကေရောဒီပုံကြီးပဲအမြဲတမ်းထားမှာလားကြောလေလောင်ညက်ပြီးတော့ wave နဲ့ခွေထားလိုက်ပါလားအညိုရောင်ရင်းရင်လေးဆိုးလိုက်လေအရမ်းမိုက်သွားမှာတော်ပါပြီဟဲ့ငါစပင်ကြီးကိုနှမျောပါတယ်ကေကသူ့စပင်ကြီးကိုတစ်ဖက်ကိုဆုသိမ်းပြီးတော့ရှေ့ကိုဆွဲယူပြီးတော့ရင်ဘတ်ပေါ်မှာချထားရင်းကစပင်ကြီးကိုမျက်နှိုးတဲ့နူးညံ့မြန်ဝန်းနေနဲ့ငုံကြည့်ပြီးတော့ပြုံးနေပါတယ်။မျက်လုံးတွေကိုကအချက်နဲ့တွေ့ပြီးတော့အီးဆက်ပြီးတော့ရှုံးလိုက်နေတဲ့မြန်ဝန်းတွေဖြစ်ပါတယ်။ကျိုင်းကမေးပြစ်ချင်စိတ်တွေရင်ထဲမှာတဖွာဖွာဖြစ်ပေါ်နေပြီးမြဲကိုယ်စကလုံးတွေကိုကိုယ်အသာပြန်မျိုးချနေရတယ်။နေုံကျိုင်းရဲ့ဆန္ဒစောလို့မဖြစ်ဘူး။အလင်လို့မဖြစ်ဘူးလို့သတိပေးနေရတယ်။နေကဒီမှာဘယ်လောက်ကြာမှလဲကျိုင်း
မပြောတတ်သေးဘူးကေကျိုင်းဟိုမှာဆမ်ပွဲတစ်ခုဝင်ပြေမလို့လေအဲ့ဒါစာလေးဖတ်ရအောင်မယ်ဆိုတော့အေးဆေးပါပဲဖေဖေကလည်းအေးဆေးပဲတဲ့အေးပေါ့နေရနေဖေကုမ္ပဏီမှာဆိုတော့နေမောက်ချင်မောက်တွန်ကျင်တွန်နေမှာပေါ့ဒီမှာလဲကျိုင်းမောက်ချင်မောက်တွန်ကျင်တွန်မှာပဲနော်ကေကျိုင်းတို့ခီးတစ်ခုလောက်ထွက်ရရင်မကောင်းလားဟိုဆက်မွဲပေါ့ဒီဇင်ဘာရှေ့လဆိုတော့ကြိုက်ထီယိုပဲဖြစ်ဒါမှမဟုတ်ပကံသွားရအောင်လေကျိုင်းကတော့ကြိုက်ထီယိုပို့ပြီးတော့သွားကြတာအော်ဂစ်ပြောထားတဲ့စကားကိုကျိုင်းကကီကိုနားသွင်းလိုက်ခြင်းဖြစ်ပါတယ်။အော်ဂစ်ပြောထားသလိုပဲကီကအားတက်တဲ့ရောမရှိပါ။သို့တော့ကျိုင်းဖြစ်နေတာကြောင့်ယတိပြက်ကြီးလည်းမငင်းပါ။အခုလောလောဆယ်တော့ကီအလုံးနေနေရှုံနေတဲ့ကျိုင်းရဲ့စောင်းဝင်တော့မှဆိုတော့အစ်စ်ဝင်တဲ့အလားစီတွေ body lotion တွေဈေးကွက်ထဲမှာ promotion လုပ်ဖို့အလုံးရှုံနေတယ်။ဟုတ်လား။ဒါဆိုလဲကီရဲ့ယုံကျိုင်းတရက်လောက်လိုက်ပြီးတော့ကြည့်အောင်ပါပါ။ကျိုင်းရဲ့အပြောကိုကေကအားတက်တဲ့ရောမရှိပါဟင်းနဲ့သာရေးပြီးတော့အသာလျှော့ချသွားတယ်ဒါလို့ဆိုရင်ကေရဲ့အခြေအနေကအော်ဂစ်ပြောပြခဲ့တယ်လို့စိုးရင်ရင်မဲ့ကိုရောက်နေပြီဆိုတော့ကျိုင်းသဘောပေါက်လိုက်ပါတယ်မဖြစ်တော့ပါကျိုင်းအချိန်ဆွဲနေရလို့သိပြီးတော့မဖြစ်တော့ပါကျိုင်းကအဓိကပြတ်မှတ်ဖြစ်လာမဲ့နေယုံမိုးဆိုတဲ့လူတစ်ယောက်ကိုအမြန်ဆုံးကြည့်ရှုအကဲခတ်ဖို့လေ့လာဖို့ဆုံးဖြတ်ဖို့ဒရက်ဆက်လုပ်လာပြီးဖြစ်ကြောင်းသိလိုက်ပါတယ်ကျိုင်းကအကားကိုတနေရာမှာထိုးရက်ခဲ့ပြီးတဲ့နောက်တော့ပိတ်ပြီးတော့ platform တစ်လျှောက်ဖြည်းဖြည်းချင်းလျှောက်လာရင်ကနေတနေရာအရောက်မှာတော့အင်္ဂလိပ်စလုံးပေါင်းနဲ့ဆိုင်းဘုတ်တင်ထားတဲ့နေယုံ graphic design ဆိုတဲ့ဆိုင်းဘုတ်လေးကိုလမ်းမြင်တဲ့အခါမှာဒါကစ်ရဲ့တယောက်တော်သူဖွင့်ထားတဲ့ဆိုင်းဆိုတာကိုသိလိုက်ရတယ်။ဆိုင်ကန်လေးကတိတ်ပြီးတော့မကြည့်ကြပါ။အော်ခေရဲ့ပြောပြချက်အရတော့တငယ်ချင်းတွေစုငါပြီးတော့ဖွင့်ထားတဲ့ဆိုင်းလို့သိရတယ်။ကျိုင်းကဒီဇိုင်းလေးတွေကလူတစ်ယောက်နဲ့ကုမ္ပဏီပိုင်ရှင်ကေတို့ဘလို့များဖူးစာဆောင်သွားတယ်လေ။နေယုံမိုးဟာကေလိုမိမတစ်ယောက်ကိုညွှန်ကြားသွားအောင်ဘလို့များလှုပ်သွားနိုင်လဲဆိုတာကိုတော်တော်လိုက်လို့မမီဖြစ်နေတယ်။မန်လောက်ဆရာပညာအရေးချင်းငွေကြေးဂုံပကသနာဒါတွေတခုမှမရှိဘဲနဲ့ကေကိုကြအောင်လှုပ်သွားနိုင်တာကသူလဲမခေသူတယောက်ဆိုတာကိုအတိအမှတ်ပြုပေးရတယ်။ကျိုင်းဟာဆိုင်ရှိကိုတစ်ခေါက်လောက်ဖျက်လျှောက်ပြီးသွားတဲ့အခါအဲ့ဒီဆိုင်ရဲ့တစ်ဖက် platform မှာ coffee ဆိုင်လေးတစ်ဆိုင်ရှိတာကိုသတိပြုမိတယ်။ Okay အဲ့ဒီဆိုင်လေးကနေပဲကျိုင်းစောင့်ကြည့်ရမယ်။ကျိုင်းကနှိမ့်ဆိုင်စွာပဲလေတစ်ချက်ချွန်ပြီးတဲ့နောက်ကျိုင်းလေချွန်တာဘယ်တော့မှအတန်မထွက်ပါ။ကော်ဖီဆိုင်ရဲ့တကားလေးကိုတွန်းဖွင့်ပြီးတော့ဆိုင်ထဲကိုဝင်လာခဲ့တယ်။ဆိုင်ထဲမှာလူများများဆဆမရှိပါ။ဂျာနယ်ဖန်ရင်းနဲ့ကော်ဖီတောက်နေတဲ့လူတစ်ယောက်ရဲ့သမီးစားစုံတွဲနှစ်တွဲရဲ့ကောင်မလေးအုပ်စုတစုရဲ့နဲ့ဒါပဲရှိပါတယ်။ဂျိုင်းကတောင်းတနေရာကိုရွေးလိုက်တော့ဂျာနယ်ဖန်နေတဲ့လူနဲ့စပွဲချင်းနီးကပ်သွားတယ်။ဂျာနယ်သမားကအားကစားဂျာနယ်ကိုတဲကြီးမဲကြီးဖြတ်နေပြီးတော့ဂျိုင်းဟိုတောင်မော့တောင်မကြည့်ပါ။ဂျိုင်းကစပွဲမှာထိုင်လိုက်တဲ့အခါဝေတာလေးတစ်ယောက်ကအနားကိုလှစ်ခနဲ့ရောက်လာပြီးတော့ဘာသုံးဆောင်ပါမလဲခင်ဗျာ။ကျိုင်းကမျက်လုံးကလမ်းရဲ့တစ်ဖက်ကိုလှမ်းကြည့်နေတာမို့မိရာကိုရုတ်တရက်မကြဘဲနဲ့ပြီးတော့အော်အေးဖြစ်ပြီးတော့ကော်ဖီတစ်ခွက်လို့မှာလိုက်တယ်။ဒါဟုတ်ပင်ကိုတီချာကဘာကော်ဖီမျိုးစားသုံးဆောင်မလဲခင်ဗျာ။ကျွန်တော်ဆိုင်ကကော်ဖီမျိုးစားအစုံရပါတယ်။ Nest တစ်ခွက်ပဲဖြောခဲ့ဟာမခါးစီနဲ့ချိုလဲမချိုစီနဲ့ဟုတ်ကဲ့တခြားရောဘာသုံးဆောင်မလဲခင်ဗျ။ကျိုင်းကအရက်တက်အရက်ရှင်နေတဲ့ဝေတာကိုစိတ်မရှိသလိုတစ်ချက်မောကြည့်လိုက်တဲ့အခါမှာသူကခက်ပြုံပြုံနဲ့ခေါင်းငိမ့်ပြတယ်။စိတ်ထိန်ထားအောင်မှသူဟာလည်းနောက်တစ်ချိန်ကျအသုံးဝင်ကောင်းဝင်လာနိုင်တယ်။အဲ့ဒီကော်ဖီကိုပဲမြ мян ဖြော်လာခဲ့ဖို့ပို့ပြီးတော့လိုအပ်ပါတယ်။ဝေတာလေးကသဘောပေါက်စွာနဲ့ပြုံးပြီးတော့ဥညွတ်ပြီးထွက်ခွာသွားတယ်။ဒီတော့မှပဲကျိုင်းကတစ်ဖက်လမ်းဆိုင်ကလေးကိုကောင်းကောင်းရှုစားခွင့်ရတော့တာဖြစ်တယ်။ကော်ဖီတစ်ခွက်ရောက်လာတဲ့အချိန်ထိအဲ့ဒီဆိုင်လေးမှာထူးခြားမှုတစ်စုံတစ်ရာမရှိသေးပါ။ကျိုင်းကတင်းပြန့်ပြန့်မွေးလာတဲ့ Nest တစ်ခွက်ကိုအရသာခံပြီးတော့ရှာပြားပေါ်မှာငုံထားရင်းကနေမစိုးဘူးပဲလို့မှတ်ချက်ပေးလိုက်တယ်။ကျိုင်းဟာကော်ဖီအသစ်တစ်မျိုးပေါ်တိုင်းရှာပေါ်တင်ပြီးတော့စမ်းသက်တောက်ခဲ့မှုပဲမဲ့လေဘေးကော်ဖီကိုမှဆွဲလန်းနှိမ့်ချိုက်တယ်ဆိုတာမရှိခဲ့ပါကက်ပချီနိုကက်ဖေးလက်တီကော်ဖီအမေရိကန်နိုစင်ကာပူကော်ဖီဘလူးမောင်တိန်စသဖြင့်ဘာမှမကြိုက်ပါမဆွဲလန်းပါကျိုင်းနဲ့တက်တာကရိုးရိုးကော်ဖီမင်းနဲ့ Nest ကော်ဖီတို့ပဲရှိပါတယ်ကော်ဖီပူပူကိုအရသာခံပြီးတော့တောက်သုံးနေတဲ့ကျိုင်းရဲ့မြင်ကွင်းတွေကိုတစုံတစ်ယောက်ကဖြတ်ခနဲဝင်ရောက်လို့လာတဲ့အခါမှာတော့ကျိုင်းကမျက်ခုံးပြင့်ပြီးတော့အသာကြည့်မိတယ်ကီပါလားကျိုင်းရဲ့ချက်လာစွာသောအတော်ဖြစ်သူကေကကားပေါ်ကဆင်းလာပြီးတော့ graphic design ဆိုင်ကန်တွေကိုဝင်သွားတာကိုကျိုင်းကအသေးချာပဲတွေ့မြင်လိုက်တယ်။အမလီဒီလိုရှိတဲ့နေရာကိုကေရောက်လာတာပေါ့။ကျိုင်းကကေဘက်ကမခံချင်စိမ့်နဲ့စိတ်ထဲမှာတနုံနုံနဲ့ခံပြင်းလို့လာတယ်။စိတ်တူလာတာကြောင့်ကော်ဖီကိုတောင်အရသာခံပြီးတော့မတောင်းနိုင်တော့ဘဲနဲ့တခါတည်းကိုအောင်တရှိန်တုံးမောပြလိုက်တယ်။ကော်ဖီခွက်ကိုပြန်ချမှာပဲကျိုင်းအတွက်မျက်လုံးပြူရတော့တာဖြစ်တယ်။ကေနဲ့နယုံမိုးဆိုတဲ့တယောက်ကဆိုင်ထဲကပြုံးပြုံးရွှေရွှေနဲ့အတူတူတွဲထွက်လာကြပြီးတော့ကားလမ်းရဲ့တစ်ဖက်ကိုကူးလာကြဖို့ဟန်ပြနေကြတယ်။ကေကနယုံမိုးကိုမမြင်ဘူးလားကြောင့်ရုတ်တရက်အသေးချာပဲငေးနေမိတယ်။နယုံမိုးကမြင်လိုက်တာနဲ့ကိုကေပါကြောင့်တဖြုတ်ဖြုတ်ကြွေကျသွားရတယ်လေဆိုတဲ့အဖြေကိုတကူးတကရှာဖွေစရာမလိုတော့တဲ့ရုပ်စင်းအင်္ကာတို့ကိုပိုင်ဆိုင်လို့ထားတယ်။
အခုခေတ်ပေါ်ကောင်လေးတွေထားလေးရှိတဲ့ဂျယ်ရီနဲ့ပြောင်ပြောင်လက်စပင်ပုံစံကိုထားပြီးတော့ဝတ်စားပုံကတော့လူငယ်ပုံစံသိမ့်မပေါက်ပါဒါကလည်းကေနဲ့တွဲနေရလို့ဖြစ်မယ်သို့တော်လေသူ့ပုံစံကအဝေးကမြင်လိုက်တာနဲ့ကိုထင်းထွက်ပြီးတော့တက်ရက်နေတဲ့ရုပ်ရည်ယူပကာကိုပိုင်ဆိုင်လို့ထားတယ်အပြာရောင် sport shirt လက်တို့ကိုရိုးရိုးချင်းပေါင်းပြီးရှိတဲ့ထဲနဲ့တွဲဖက်ဝတ်ဆင်ထားတာကကြည့်လို့တော့ကောင်းတယ်။သို့တော့ T-shirt လွန်လင်လေးတစ်ထည်သာဝတ်လိုက်မယ်ဆိုရင်တော့ပိုပြီးတော့လူငယ်ဆန်သွားမှာဖြစ်တယ်။ကျန်ကနေုံမိုးကိုလျှက်တစ်ပြက်အတွင်းမှာလိလာအကဲခတ်လိုက်ရတာကြောင့်အခုချိန်မှာဆိုင်ထဲကနေပြီးတော့အပြင်ထွက်ရှောင်ဖို့ကိုလုံးဝမဖြစ်နိုင်တော့ပါ။ဒီချိန်ကျမှဆိုင်အပြင်ကိုထွက်သွားရင်တော့ပျော်မဆုံးတပြုံးပြုံးဖြစ်လာတဲ့ကေတို့အတွင်းနဲ့ပတ်ပင်တူတော့မယ်။အထုံအားမဟုတ်တဲ့ကေကကျိုင်းုံမြင်တာနဲ့ဘာအတွက်ဒီနားကိုရောက်နေတယ်ဆိုတာချက်ချင်းသိမှမလွဲပါပထမဦးဆုံးလာချောင်းတဲ့အခါမှာတင်တက်ခောက်ရရင်အော်ဂစ်ကကျိုင်းကိုညံ့လာကြည်လားဟာဆိုပြီးတော့တဖွာဖွာပြောလို့ဆုံးမှာမဟုတ်တော့ပါကျိုင်းကရုတ်တရက်ကြံရမရဖြစ်ပြီးတော့ဗီဒီဇိုင်းလူရဲ့လက်ထဲကဂျာနယ်ကိုဖြတ်ခနဲဆွဲယူလိုက်ရင်ကနေမျက်နှာရှိမှာကွဲချလိုက်တယ်အဲ့ဒီလူကရုတ်တရက်ပြောင်းလဲသွားတဲ့အချိန်လေးကိုအံ့အားသင့်စွာနဲ့ကျိုင်းကိုမျက်လုံးပြူကြည့်ပြီးတော့ကျိုင်းကဂျာနယ်ကိုမျက်နှာရှိမှာအမြန်ကာရင်းနဲ့အဲ့ဒီလူကိုတူတူကြည့်ကြည့်နဲ့အသာပြောရတယ်ခဏလေးပါကျမတို့ဒီဂျာနယ်ခဏလောက်ငါပါနော်အရေးကြီးနေလို့ပါကျိုင်းကပြောလေပြောမျက်လုံးကလည်းဘေးစုံတွဲကိုချောင်းကြည့်လိုက်တဲ့အခါမှာတော့နှစ်ဦးသားဆိုင်ထဲကိုဝင်လာကြပြီဖြစ်တယ်။တခုကန်ကောင်းတာကကေကကျိုင်းထိုင်နေတဲ့နေရာကိုကြောပေးပြီးတော့ထိုင်နေခြင်းဖြစ်တယ်။ဒါကြောင့်ကျိုင်းကနေုံမိုးရဲ့မျက်နှာကိုသာလှမ်းမြင်နေရတယ်။နေုံမိုးကလည်းကျိုင်းကိုဂယုပြုမိပုံမပေါ်ပါ။ကေရဲ့မျက်နှာကိုသာတစိမ့်စိမ့်ကြည့်ပြီးတော့တခါတရံမှာဇပွဲပေါ်တင်ထားတဲ့ကေရဲ့လက်ဖမိုးလေးကိုတောင်သွားပြီးတော့စုပ်ကန်လှုပ်ရမ်းပြီးတော့စကားပြောလိုက်လေ။လူရှိသူရှိမှတောင်ကဲနေလိုက်တာလူမြင်ကွယ်ရများဆိုရင်တော့လားကျိုင်းကအန်တကြီးချင်းနဲ့ကြီးနေရင်ရကိုနေုံမိုးကပါရမဟုတ်ဘေဘီဝဲရကိုဖြတ်ခနဲကြည့်လိုက်တဲ့အခါမှာဂျာနယ်နဲ့ဖြတ်ခနဲကွယ်လိုက်ရပြန်တယ်အဲ့ဒီနောက်ကျိုင်းရဲ့ဘေးနားမကြတကြကလူကိုစောင်းငဲကြည့်လိုက်တဲ့အခါမှာသူကကျိုင်းလုံးနေပုံတွေကိုမျက်မှောင်ကျုပ်သားနဲ့စူးစမ်းလုံနေတာကြောင့်ကျိုင်းကတဖြည်းလေးနဲ့ဆက်ဖြည်းဖြည်းလှုပ်ပြရတယ်ဟဲခဏလေးပါနော်တော့ကြောင့်ကိုယ့်လက်ထဲကဂျာနယ်ကိုဆွဲလူသွားမှဆိုတာကြောင့်ကျိုင်းကထပ်ပြီးတော့ခွင့်တောင်းလိုက်တဲ့အခါမှာအဲ့ဒီလူကကျိုင်းကိုတလဲကျိုင်းချောင်းနေတဲ့နေရာကိုတလဲကြည့်ပြီးတော့တခုခုကိုအတွေးပေါက်သွားဟန်တူပါတယ်။ခေါင်းကိုတစ်ချက်ညှိပြီးတော့ရတဲ့အေးစေးလို့ပြန်ပြောပါတယ်။ဂျာနယ်ပိုင်ရှင်ကိုဒီတစ်ခါကြမှတေချာကြည့်လိုက်တဲ့အခါမှာသူ့ကိုဒီနေရာမှာကျိုင်းတွေ့ဘူးတယ်လို့ထင်ပါတယ်။သူ့ပုံစံကအသက်တော့တိတ်မငယ်တော့ပါလူလက်ပိုင်းအရွယ်လောက်ရှိပေမဲ့အပြင်စင်ကခေတ်လူငယ်တွေနဲ့အပြိုင်ဖြစ်ပါတယ်ဘေးနှစ်ဖက်နဲ့နောက်ပိုင်းအဖျားမှာပါထားပြီးတော့အရှိမရှိပြီးတော့ဂျဲနဲ့ခက်ဆင်းဆင်းကြနေတဲ့သပင်ပုံစံကဒီလူကိုစတိုင်အတော်မိုက်စီတယ်အပြူရောင်နဲ့ပန်းရောင်ဆက်ကြားကန့်လန့်စင်ပိုလိုရှက်လက်တို့ကိုကော်လန်ထောင်ပြီးတော့ဝတ်ထားတယ်ဂျင်းအနက်ရောင်တဲ့ပုဂ္ဂိုလ်ကကျိုင်းထက်အနည်းဆုံး၄-၅နှစ်လောက်ကြီးမဲ့ပုံပေါ်လာကြောင်းကျိုင်းကိုအလွယ်တကူပဲခွင်လွတ်လိုက်လျောပေးလိုက်ဟန်ရှိတယ်ကျိုင်းကသူ့ဂျာနယ်ကိုဆွဲလူထားတာကြောင့်အလုံးလက်မဲ့ဖြစ်သွားတဲ့သူကဖုန်းကိုထုတ်ပြီးတော့ဂိမ်းဆော့နေတယ်မကြီးမငယ်နဲ့လက်ကိုကအငြိမ်မနေတတ်ဘူးတူပါရဲ့ကျိုင်းကအရှိရဆောင်တွဲကိုခိုးကြည့်လိုက်ပြန်ရင်သူတို့ကတော့စကားတွေကိုသာဆိုလျက်ရှိနေတယ်တနားရီလောက်သာစကားထိုင်ပြောနေလို့ကတော့ကျိုင်းတော့တတ်တာမဲမထင်ပါကျိုင်းကစိတ်ထဲကနေပြီးတော့မြင်မြန်သွားကြပါတော့လို့ဆုတောင်းနေပေမဲ့ဆုတောင်းကမပြေပါဒီဆိုင်ကကော်ဖီနဲ့မုန့်အပြင်တခြားအစားအစာတွေပါရတယ်ထင်ပါတယ်ကေနဲ့သူ့ကောင်လေးကနေတကင်းစာကိုအတူတကွလက်ဆောင်စားကြတယ်တတိဖြော်ရည်တောက်ကြသေးတယ်ကျိုင်းကအခုမှပဲဝက်ဆိုင်ရတာဖြစ်တော့တယ်ခါးရီညောင်းလာတာကိုတောင်အကြောမဆန့်ရဲမလုံရဲပါဇပွဲဘွားကော်ဖီကလည်းကုန်နေတာကြာနေချိန်မို့ပတ်စံလည်းမရှင်းသေးဘူးပြီးတော့ဂျာနေကလည်းဒီစာမျက်နှာကမတက်သေးတဲ့ကျိုင်းကိုဝေတာကလည်းကွက်ကြီးဖြစ်နေပါတယ်နောင်နာကလူကလည်းဂိမ်းစော်ရင်ကနေပြုံးစီစီနဲ့လောင်ကျင်တယ်လို့ကြည့်နေတဲ့တန်ကိုလည်းတောက်ခံထားရသေးတယ်ဒီလိုနဲ့ချစ်သူတို့က45မိနစ်တိအချိန်ဖြုံးပြီးမှပဲထားပြန်တော်မူကြတဲ့အခါမှာတော့အခုမှပဲကျိုင်းကဂျာနယ်ကိုပြစ်ချပြီးတော့ခါးရီကိုတကြွထားချိုးပြပါတယ်ဝေတာကပတ်စံရှင်းတော့မယ်အထင်နဲ့ကျိုင်းရဲ့အနာကိုရောက်လာတဲ့အခါမှာတော့ဆန်ဝစ်တစ်ပွဲနဲ့ကော်ဖီတစ်ခွက်ထားလုပ်ခဲ့ပါအောင်အော်ဟုတ်ကဲ့ဝေတာပြန်ထွက်သွားတဲ့အခါမှာကျိုင်းကဘေးစပွဲကသူကိုအာနာပြုံးလေးနဲ့ခေါင်းညွန့်ပြပြီးတော့ဂျာနယ်ကိုပြန်ကမ်းပေးလိုက်တယ်ကျေးဇူးပါပဲအဲ့ဒီလူကဂျာနယ်ကိုလှမ်းမယူသေးဘဲနဲ့ကျိုင်းကိုမျက်ခုံးပင့်ကြည့်ပြီးတော့တန်ဖိုးရှိလို့နဲ့ကိုယ့်ရဲ့အချိန်တွေကိုမင်းဖြုံးထိပစ်လိုက်တာအဲ့ဒီကျေးဇူးပါပဲဆိုတဲ့စကားလုံးလေးတစ်ခွန်းနဲ့တော့ချိန်နဲ့ဆရာမကောင်းနဲ့တူတယ်ဘလို့ကျိုင်းကအဲ့ဒီလူရဲ့စကားကိုနားမလည်လို့ပြန်မေးပြတယ်သူကတစ်ချက်ပြုံးပြီးတော့သူ့ခုံကနေထားလာရင်းနဲ့ကျိုင်းရဲ့စပွဲမှာခက်တီတီနဲ့ဝင်ထိုင်နေသူဝင်ထိုင်လိုက်တဲ့အခါသူနဲ့ကျိုင်းကမျက်နှာချင်းဆိုင်ဖြစ်လို့သွားတယ်မင်းကကိုဂျာနယ်ကိုဘာမပြောညာမပြောနဲ့ဆွဲလူသွားတယ်လေကိုကခဏနေရင်သွားတော့မှာဒါအောင်မင်းကကိုဂျာနယ်ကိုယူသွားတော့ကို့မှာစောင့်နေရတာပေါ့မင်းကိုဂျာနယ်ကိုယူသုံးတဲ့အချိန်က45မိနစ်ကြာတယ်။ကျ
ကျိုင်းကအဲ့လူရဲ့အပြောကြောင့်မျက်ခုံးပင့်မိတော်မလို့ဖြစ်သွားတယ်အဲ့လူကိုမချစ်မရဲပြန်ကြည့်လိုက်တဲ့အခါမှာသူကကျိုင်းကိုအတိတ်ပဲပပပြုံးကြည့်နေပြီးတော့ကဲအဲ့ဒီအလဟတ်သက်ဖြစ်သွားတဲ့အချိန်48မိနစ်ကိုမင်းဘလို့အလျော်ပေးမှလဲအိုးရှင်ကလည်းဒါလေးကူညီရတဲ့ဟာကိုကျိုင်းရဲ့မကြေမနက်စုပွားအပြောကိုသူကဟက်ခနဲ့တစ်ချက်ရေးပြီးတော့ဒါမျိုးအကူအညီကိုစင်ကာပူမှာဆိုရင်ရောမင်းရမလားသူ့အပြောကြောင့်ကျိုင်းတယောက်ချက်ချင်းပဲမျက်လုံးပြူသွားပြီးတော့စပင်မွေးရီတောင်ထောင်သွားသလိုရှိတယ်ဖျားဒီလူဟာစပိုင်များလားကျိုင်းကိုဘယ်လိုလုပ်သိနေပါလဲကီယာတဆင့်တံပြန်လွတ်ထားတဲ့နောက်လိုက်သမားများလားကျိုင်းကမျိုးစုံလျှောက်တွေးပြီးတော့ရင်ပူလို့လာပါတယ်ကျိုင်းရဲ့ထိထိပြပြပုံစံကိုသူကရှိမိတဲ့အလားကျိုင်းကိုနှင်းသိမ့်တယ်လို့ပြုံးပြတယ်ပြီးတော့မှတခါမြင်ဘူးပြီးလို့ရှင်ဘယ်တော့မှမမေ့နိုင်တဲ့မျက်နှာမျိုးလို့တော်တော်များပြောကြတဲ့စကားကိုအခုတော့ကိုကတေချာပြန်စဉ်းစားရတော့မှာပေါ့နော်သူ့အပြောကြောင့်ကျိုင်းကမျက်စောင်းမထိုးတော့လေမျက်နှာကိုရှုံးမဲလိုက်တယ်သူကအဲ့ဒီပုံစံကိုပဲသဘောတကျနဲ့တဟားဟားရှိနေပါတယ်မင်းကကို့မမှတ်မိဘူးနဲ့တူတယ်လွန်ခဲ့တဲ့4ရက်စနေနေ့ကမင်းကိုလေးစိတ်မှာဝင်တိုက်ဖူးတယ်လေအိုးဒီတော့မှပဲကျိုင်းကကို့နှစ်ဖူးကိုလက်နဲ့ဖိပြီးတော့သူ့ကိုမှတ်မိသွားတော့တယ်လေရင်ဘောကဆင်းလာပြီးတဲ့နောက်ကိုအိတ်ကို၍ခမ်းမကျဲထဲမှာအေးစစ်စစ်လမ်းလျှောက်လာခဲ့တဲ့ကျိုင်းကိုသူကပခုံးတစ်ဖက်ဝင်တိုက်ခဲ့တာဖြစ်တယ်ပြီးတော့စင်ကာပူကလာတဲ့လေရင်ကအခုမှစိုက်တာလားတဲ့ဒါကြောင့်သူ့ကိုကျိုင်းမြင်ဘူးပါတယ်လို့စဉ်းစားနေကြတာဖြစ်တယ်မှတ်မိပြီပေါ့မှတ်မိပြီဟုတ်တာပဲရှင့်ကိုလေးစိတ်ခမ်းမထဲမှာတွေ့ခဲ့ဘူးတယ်ကျိုင်းကလာချပြီးတဲ့နောက်ထပ်ကော်ဖီတစ်ခွက်ကိုမော့ပြီးတော့ဆန်ဒဝစ်တစ်ခုကိုယူစားရင်းနဲ့သူ့ကိုပြောလိုက်တာဖြစ်တယ်သူကကျိုင်းစားတောက်နေပုံကိုပြုံးကြည့်ပြီးတော့အသေးကွဲရလဲတော်တော်စားဝင်နေနော်သူ့စကားကြောင့်ကျိုင်းကမုံဝါးနေရင်ကနေနင်းတယ်လို့ဖြစ်သွားတာကြောင့်ကော်ဖီကိုမော့ပြီးတော့မုံကိုအမြန်မျိုးချရတယ်သူကဆက်ပြောသေးတာကတော့အခုခေတ်ကောင်မလေးတွေရဲ့အသေးကွဲဖြစ်ဖြောင်းနေရလဲတမျိုးပဲနော်စာအုပ်တုပ်ထဲမှာဖတ်ဖူးတာအသေးကွဲရင်အစားမများစားတယ်တဲ့အဲ့ဒါမှအားရှိပြီးတော့ကောင်လေးတွေကိုလိုက်ချောင်းနိုင်လိုက်ရိုက်နိုင်အောင်လုပ်နေတူတယ်ကျိုင်းကအဲ့ဒီပုဂ္ဂိုလ်ပြောတဲ့စကားတွေကိုပထမပိုင်းတော့နားမလည်ပေမဲ့နောက်ပိုင်းမှာတော့သူဘာလို့ဆိုလိုချင်လဲဆိုတာသဘောပေါက်သွားတဲ့အခါတဟားဟားနဲ့ရည်ကျင်စိတ်ပေါက်သွားတယ်သူကကျိုင်းကိုနေုံမိုးနဲ့အတိတ်ပဲတစ်မျိုးကောက်လွဲသွားတာဖြစ်တယ်အေးပေါ့လေအပေါ်ရန်လေးမြင်ပြီးတော့အပေါ်ရန်လေးရှက်တွေ့တဲ့ကိစ္စမျိုးဒီလိုမျိုးပဲမြင်ကြမှာပေါ့ကျိုင်းကခေါင်းတဆက်ဆက်ညှိပြီးတော့ပြုံးနေရင်ကနေအဲ့လူကိုဖြည့်ရှင်းချက်တစုံတရာမပေးမိပါဒါပေမဲ့ကျိုင်းကခင်မီပွင့်လင်းပြီးတော့ဖော်ရည်သဘောကောင်းမွန်ရတဲ့အဲ့ဒီပုံကိုခင်မင်းစိမ့်နဲ့ကော်ဖီထက်တောက်ပါလားလို့လောကလုပ်လိုက်တယ်။သူကလည်းမငင်းပါအနားရောက်လာတဲ့ဝေတာကိုကျိုင်းတောက်တဲ့ပုံစံအတိုင်းမချိုးလုံးမခါလုံးတဲ့ Nest Coffee တစ်ခွက်ကိုသာမှားတာကိုသတိပြုမိတယ်။သူကကျိုင်းကိုတစ်ချက်ကြည့်ပြီးတော့ခက်တီတီနဲ့ပဲစင်ကာပူကိုဘယ်တော့ပြန်มาလဲ။ဘာလို့မလို့လဲ။အော်ကွယ်ရမှာကြိတ်ပုံးခုန်နေတဲ့ရီစာကိုစင်ကာပူကနေများလာချောင်းရသလားလို့ပါ။တကယ်လို့ချောင်းဖို့လူငားကျင်နေဆိုရင်ကိုလုတ်ပေးနိုင်တယ်လို့အဲ့ဒါပြောမလို့ကျိုင်းကသူ့အပြောကြောင့်ပခုံးကိုတစ်ချက်တွန်းကရှိမိတယ်။အဲဒီနောက်ကျိုင်းရဲ့ခေါင်းထဲမှာချက်ချင်းပဲမီးသီးတွေလင်းထိန်သွားတယ်။အင်မတန်ထူးဆန်းတဲ့အကြံစီတစ်ခုကသူ့စကားတွေကိုနားထောင်ပြီးတဲ့နောက်မှာကျိုင်းရဲ့ခေါင်းထဲမှာအစီအီပေါ်လို့လာတယ်။ကျိုင်းကအဲဒီအကြံစီတွေကိုအကောင့်ထဲပေါ်ဖို့ချက်ချင်းပဲဆုံးဖြတ်ခဲ့တာကတော့အခုလောလောဆယ်မှာတော့ဒီထက်ကောင်းတဲ့အကြံလည်းထွက်เสียမရှိတာကြောင့်ဖြစ်တယ်။ကျိုင်းကစာအုပ်တုပ်ထဲကစက်ကောင်တကောင်ပြောပြခဲ့မှုတဲ့စကားဖြစ်တဲ့ဖြက်ခနဲပေါ်ဆက်ခနဲလို့ဆိုတဲ့စကားကိုအလွန်နှစ်သက်သဘောကျသည်ဖြစ်လျောက်အခုလောလောဆယ်မှာတော့အဲ့ဒီအတိုင်းပဲကျင့်သုံးဖို့စိတ်ကူးရနေတယ်။ကျိုင်းကဝင်းလက်သွားတဲ့မျက်လုံးလေးနဲ့အနာပုပ်ကိုကြီးကိုခက်ပြုံပြုံကြည့်ပြီးတော့ရှင်တကယ်ပြောနေရလား။ကိုကအလုပ်တစ်ခုတော့ရှိပါတယ်ဒါပေမဲ့မင်းပုံစံတနာစရာကောင်းနေလို့ဘယ်လိုပြောရမလဲ sorry တနာစရာကောင်းနေဆိုတာထက်စိတ်ဝင်စားစရာကောင်းလားလို့ပဲဒီလူကတော့မစိုးပါပွပွလင်းလင်းပြောပြီးတော့သဘောကောင်းမဲ့ပုံပေါ်တာကြောင့်ကျိုင်းရစိတ်ထဲကနေပြီးတော့မုန်းနဲ့မင်းတော့မှားပြီလို့လက်ခမောင်းခတ်လိုက်တယ်အော်ဂစ်ကိုသာပြောပြလိုက်လို့ကတော့ဘလောက်များဝမ်းသာလိမ့်မလဲမပြောတတ်ပါရှင်အခုအဖြစ်အပျက်ကိုဘယ်လိုမြင်လဲသူကကျိုင်းရဲ့အမေကိုမျက်ခုံးတစ်ချက်ပင့်ပြီးတော့အတန်ကြာပြုံးနေပြီးတော့မှအပေါ်ရန်မျက်နှာကိုပဲပြောမယ်လေမင်းအခုနာထွက်သွားတဲ့ဇုံတွေကိုလာချောင်းတာမလားဟုတ်တယ်ကျိုင်းရဲ့ပွင့်လင်းတဲ့အပြောကိုသူကသဘောကျတယ်လို့ပြုံးကြည့်နေတယ်ဘလို့လဲစေးမိသေးလားသူဘာလို့ဆိုလိုပြီးတော့မေးရဲဆိုတော့ကျိုင်းကရှိမိတာကြောင့်တဟက်ရီမောမိတယ်ဒါကိုသူကထူးဆန်းဟန်နဲ့မျက်မှောင်ကုံရင်းနဲ့ပြုံးကြည့်တယ်ဟိုက်တီတော့မှာပဲကိုရီစားကောင်လေးကနောက်တစ်ယောက်နဲ့ကြည်နေတဲ့ကိစ္စကိုဒီလောက်ပြုံးပြပြရုပ်လုံးနေတာတိတ်တော့တဘာဝမချဘူးလို့ထင်နေအိုက်တင်လုံးအောင်မှာပါပဲကျိုင်းကမျက်နှာကိုချက်ချင်းပဲပြင်ယူလိုက်ပြီးတော့နည်းနည်းမအီမလဲပုံစံဖန်ထားလိုက်တယ်။အိုက်တင်အပြောင်းလဲကိုချက်ချင်းကြီးနဲ့ချင်းလို့မဖြစ်သေးပါ။တခုခုကိုအလေးနဲ့တွေ့တဲ့ပုံစံမျိုးနဲ့ခေါင်းကိုတစ်ဆက်ဆက်ညှိပြီးတော့စေးမိလားမမိသေးဘူးလားဆိုတာကတော့ကျမလည်းမသိသေးဘူး။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကိုအခုမှကျမစမြင်ဘူးလား။ဒီလိုပဲအခုမှလိုက်ပြီးတော့အကဲခတ်တော့ကိုကတော့သူတို့ကိုတွေ့နေတာ3လလောက်ရှိပြီ။
ကျန်းရအဲ့လူရဲ့အပြောကြောင့်မျက်လုံးတွေပြိုးပြီးတော့ဝမ်းသာစိတ်ကရင်ထဲဆောင်ခုန်သွားတယ်ချက်ချင်းပဲဟီကနေဟီချတော့မဲ့သွားတွေကိုမနှဲစိတ်ပိတ်ထားရတာဒုက္ခကတော်တော်ပဲဆိုးပါတယ်မျက်တောင်ကိုပုတ်ခတ်လုပ်ပြီးတော့အံ့ဩဆိုးနေတဲ့အတန်နဲ့ဟဲ3 လတောင်ရှိပြီဒါဆိုရင်တော့ကျန်းရစကားကိုဆက်မပြောတော့ဘဲနဲ့မျက်လွှာအသာချလိုက်တဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကဂိယူနာတက်ဟန်နဲ့ငေးလို့ကြည့်နေတာကိုမျက်ဝန်းတောက်မှလှမ်းမြင်နေရတယ်။တိတ်လဲစိတ်ထဲကြမသွားပါနဲ့လေမင်းတို့ကအဆက်အသွယ်ရှိနေတော့မယ်မလား။ကျန်းရပုဂ္ဂိုလ်ရဲ့မျက်လုံးတွေကိုတက်စိုက်ကြည့်ပြီးတော့အကဲခတ်လိုက်တဲ့အခါမှာသူ့မျက်လုံးတွေထဲမှာကျန်းကိုတကယ်ယုံကြည်တက်ဝင်နေတဲ့အရေးအယောင်တွေကိုတွေ့မြင်ရတဲ့အခါမှာတော့အားတက်လို့သွားပါတယ်။ဒီလူဟာကျန်းကိုနေုံမိုးရဲ့သစ္စာဖောက်ခြင်းခံရတဲ့ရည်စားလို့အဟုတ်ကိုပဲထင်မှတ်နေရှာတာဖြစ်တော့တယ်။အဆက်အသွယ်တော့ရှိပါတယ်ဒါပေမဲ့ तू ကကျမကိုစင်ကာပူမှာပဲလို့သိထားတာပါဒီတော့မင်းက तू ခြေလမ်းပြက်နေတဲ့တည်င်းကိုကြားလို့လာချောင်းနေပေါ့ဒါနဲ့ရှင်သူတို့ကိုတွေ့ရကြပြီပေါ့နော်ခဏတွေ့လားအဝင်အထွက်ကတော့အမြဲဆုံးတယ်အမျိုးသမီးကအသက်ပိုကြီးပုံရတယ်ကျန်းရအဲ့ဒီပုဂ္ဂိုလ်ရဲ့မှတ်ချက်စကားကိုကြားတဲ့အခါမှာတော့မျက်လုံးတွေလက်ဖြာသွားပြီးတော့ခန္ဓာကိုယ်တောင်ရှေ့ကိုကိုင်းသွားတယ်ဟုတ်တယ်သူ့ထက်လည်းပတ်စံရှိတယ်ဟိုသူနဲ့လုံးဝမတန်တဲ့မိန်းမပါရှင်ဒီလူကပတ်စံမဲ့လို့အဲ့ဒီမိန်းမကိုကတ်တာပါဟာမင်းဟာလည်းကို့ရည်စားအိုးကျမအမှန်ကိုပြောနေရပဲဟာဟိုကကိုယ်တိုင်ငွေရှာနေတဲ့မိန်းမကျမမိဘစီကိုလက်ဖြန့်တောင်းနေရတဲ့အကြောင်းသူအခုခေတ်ယောက်ျားလေးတွေကအရန်လေတာရှင့်သူတို့ကရေရှည်ကိုကြီးတတ်နေကြပြီတထေးသမီးနဲ့တထေးမဘသူကရွှေတွင်းဆိုတာသူတို့သိတယ်ကျန်းရဲ့အပြောကြောင့်သူကရှုံးမဲ့လို့သွားပါတယ်ဒါဆိုလဲဒီလိုလူကိုမင်းမေးပြလိုက်တော့ပေါ့ဒါပေမဲ့လေသူနဲ့ကျမ10 ရန်ကလေးကချစ်လာခဲ့ကြတဲ့သူတွေရှင့်အခုထိလည်းသူကျမကိုချစ်ဆဲပဲဒါပေမဲ့ तू ကငွေမတ်တယ်လေအဲ့ဒီမိန်းမကို तू မချစ်ဘူးအဲ့ဒါကိုကျမသိတယ်ဒါကြောင့်သူ့ကိုကျမဘက်ကိုပြန်ရောက်လာအောင်နီးမျိုးသုံးရမယ်ဒါပေမဲ့ဘလို့နီးလန်းသုံးရမယ်ဆိုတာမစင်စားရသေးဘူးရှင်ကျမကိုကူညီမယ်ဆိုတာတကယ်လားသူကကျန်းရဲ့အားတက်တဲ့ရောအမေကိုဘေးကျန်နံချက်ဖြစ်သွားပုံမျိုးနဲ့မတက်မတာရီပါတယ်ဒီတော့ကျန်းရအခုမှပဲတွေ့တဲ့လူတစ်ယောက်ကိုစွန့်လွယ်နေမှန်းသတိထားမိသွားပြီးတော့ကိုရှင်ပြန်တက်ရတယ်ကျန်းရဲ့စိတ်ထဲမှာကိကိုလိုရာထက်ပို့ပြီးတော့ညူကအချွဲပုံနေတဲ့နေုံနဲ့ဘလို့မှသဘောမတူနိုင်ဘူးဆိုတာကိုထင်ရှားလာပြီးတော့စိတ်မြန်ကိုမြန်မဲနှောက်ယှက်ချင်နေတော့တာဖြစ်တယ်။ Sorry ရှင့်ကို pressure ပေးတယ်လို့ဖြစ်သွားရင်တောင်းပန်ပါတယ်။ကျမလည်းစိတ်တူပြီးတော့ပြောမိပြောရတယ်ရှောက်ပြောမိတယ်။အခုလောက်ထိနားထောင်ပေးရပဲကျေးဇူးတင်လာပါပြီ။ဂျာနယ်ငားတဲ့အတွက်ရောပေါ့ရှင်။ရှင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုဖြုံးတီးတယ်လို့ဖြစ်သွားရင်တောင်းပန်ပါတယ်နော်။ကျမကိုခွင့်ပြုပါအောင်။ကျန်းရမလန်းမကန်းမှာရက်နေတဲ့ဝေတာလေးကိုလှမ်းခေါ်ပြီးတော့ကြားသိမ့်ငွေထပ်ပို့ပြီးတော့ပေါင်စုထည့်ပေးလိုက်ခဲ့ပြီးတဲ့နောက်ကော်ဖီဆိုင်လေးတွေကနေခက်သွက်ချက်ခဲ့တယ်။အဲ့ဒီပုဂ္ဂိုလ်ကတော့ဘာမပြောညာမပြောနဲ့ထပြန်သွားတဲ့ကျန်းကိုကြည့်ပြီးတော့ရောင်နာနာကြံခဲ့မယ်ထင်တယ်။အခုလောလောဆယ်မှာတော့တခြားဘသူအကူအညီမှမပါဘဲနဲ့လေနေုံမို့ဘလို့နှောက်ရှက်ရမလဲဆိုတဲ့အကြံကိုကျန်းရဲ့ခေါင်းထဲမှာရီတတီသိမြင်လို့လာပြီးဖြစ်တယ်။ကြီးရင်မီငရင်ချီရဲ့နေုံမိုးကိုတစ်သက်လုံးချိနိုင်မှာမဟုတ်လို့လားကေရဲ့လို့မေးလိုက်မိပါတယ်။အဲ့ဒီနေ့ကအကောင်မလေးနဲ့မထင်မှတ်ပဲစကားတွေအကြာကြီးပြောခဲ့ပြီးတဲ့နောက်သူဆိုင်ကိုပြန်ရောက်တဲ့အခါမှာတော့ထင်တဲ့အတိုင်းပဲသူ့တငယ်ချင်းနန်းကြီးကအပြစ်တင်တဲ့စကားလုံးလေးနဲ့စောင့်ကြုံနေရအောင်တွေ့ရတယ်။ဟဲ့ကောင်တော်မင်းကွာကော်ဖီဆိုင်လေးသွားတာကိုတနားရီကြောကြာတယ်။ဘာလုပ်နေရလဲ။ငါလိုက်တောင်လာတော့မလို့သူကပြုံးယုံတာပြုံးပြီးတော့ဖြည့်ရှင်ချက်တစုံတရာပြန်မပေးမိပါ။နန်းကြီးကသူ့ကိုမျက်မှောင်ကုပ်ကြည့်ပြီးတော့မင်းဘယ်သူနဲ့တွေ့နေရလဲ။ကောင်မလေးတယောက်နဲ့နန်းကြီးကသူ့စကားကြောင့်ပြုံးစီစီဖြစ်လို့သွားတယ်။သူမိန်းကလေးတွေကိုစိတ်မဝင်စားတတ်တာဂယုတစိုက်သိမရှိတာကိုဒီကောင်ကအသိဆုံးဖြစ်တာကြောင့်သူ့စကားဟာနန်းကြီးအတွက်တော့ပြုံးကျင်စရာဖြစ်လို့သွားတယ်။သူနဲ့နန်းကြီးကတက္ကသိုလ်ပထမနှစ်စာတက်စင်ကလေးကတွဲလာခဲ့တဲ့တငယ်ချင်းတွေဖြစ်ပြီးတော့ကျောင်းပြီးသွားတဲ့အချိန်ထိလည်းအိမ်ချင်းကမနီမဝေးမှမို့ဆက်တွဲနေပြခဲ့ကြရမှာနောက်ဆုံးအလုပ်ပါအတူတူတွဲလုပ်ဖို့အထိဖြစ်လာခဲ့ကြတယ်။တခြားတငယ်ချင်းတွေကတော့အိမ်အောင်ကြသူတွေကြောင့်ကိုယ်အလုံးနဲ့ကိုမအားမလက်ဖြစ်ပြီးတော့မတွေးပြကြတော့ပါသူနဲ့နန်းကြီးကတော့လက်ကင်ဖုန်းတွေစတင်ခက်စားစဉ်ကလေးကဟန်ဆက်ရောင်းဝယ်ပြုပြင်ရေးဝန်ဆောင်မှုပေးတဲ့ဆိုင်တစ်ဆိုင်ကိုဖွင့်လှစ်ခဲ့ရကနေအခုဆိုရင်သူတို့ရဲ့ Liberal GSM ဟန်ဆက်အယောင်ဆိုင်ကရန်ကုန်မြို့မှာတော်တော်နာမည်ရနေတဲ့အခြေခံနေတဲ့ဆိုင်တစ်ဆိုင်ဖြစ်ခဲ့ပြီးဖြစ်ပါတယ်တိတ်မကြခင်အသစ်ထပ်ပြီးတော့ဖွင့်တဲ့ shopping mall တစ်ခုမှလည်းဆိုင်ခွဲတစ်ခုထပ်ဖွင့်အောင်မှဖြစ်တာကြောင့်သူတို့နှစ်ဦးစလုံးအလုံးရှုပ်လျက်ရှိနေကြတယ်။နှစ်ဦးစလုံးကကိုယ်အလုပ်အောင်မြင်ရေးအတွက်ပဲခေါင်းထဲမှာထည့်ထားပြီးတော့အေးစစ်စစ်နေတဲ့ကြသူတွေမို့အချစ်ဆိုတဲ့ခေါင်းစဉ်ကသူတို့ဘဝတွေရဲ့ကဏ္ဍတွေထဲမှာခေါင်းစဉ်ပြောက်ပြီးတော့ရှိနေတယ်။မင်းတကယ်ပြောနေရလား။
သူကအဲ့လိုနောက်ပြန်ခဲ့တာမို့နန်းကြီးကသူ့စကားကိုအပီထည့်ပြီးတော့ထပ်ပြီးတော့မေးနေတဲ့အခါမှာသူကမျက်လုံးထဲမှာချစ်စပွဲကောင်မလေးရဲ့ပုံစံကိုပြန်ပြီးတော့မြင်အောင်လုပ်လာတယ်။အရင်မြင့်မြင့်နဲ့ပခုံးကြဲကြဲရှိတဲ့ကောင်မလေးရဲ့အစစ်ပေါင်းကလွန်ခဲ့တဲ့နှစ်20လောက်တုန်းကမျက်လုံးအမြင်နဲ့ဆိုရင်တော့အချိုးမကျတဲ့ကလန်ကလာနွေးနဲ့နောင်မရှိဘူးဆိုပြီးတော့အမတ်လျှော့ခံရမှာဖြစ်ပေမဲ့21ရာစုရဲ့မိန်းပြိုလေးတစ်ယောက်အနေနဲ့ဆိုရင်တော့တကယ်ကိုစတာဖြစ်တဲ့စိုက်ကမျိုးပဲဖြစ်တယ်။သူကဒီကောင်မလေးကိုလေရင်ခွဲမှာမြင်ခဲ့ကြတဲ့ကသဘောကျပြီးတော့နှစ်ချိုက်ခဲ့ရတာဖြစ်တယ်။အဲဒီနေ့ကသူကနန်းကြီးကိုလေရင်ခွဲကိုသွားကြိုခဲ့ရတာဖြစ်တယ်။သူဝင်တိုက်ခဲ့မိတဲ့ကောင်မလေးကအခုမှနိုင်ငံသားတိုင်းပြည်ကပြန်ရောက်လာသူပြီးတည်ငြိမ်အေးဆေးဆေးပုံစံနဲ့သူ့ကိုဖြေးပေးသွားတာကိုသူကသဘောကျခဲ့ရတယ်။အရက်မြင့်မြင့်မှာသပင်တူတူအုပ်အုပ်ပုံစံကိုထားခြင်းကတခြားတစ်ယောက်ဆိုရင်တော့လိုက်ချင်မှလိုက်ဖက်မှာဖြစ်ပေမဲ့သူမလေးကတော့ငယ်ရွယ်သေးတဲ့သူလေးမို့နုနယ်ပြီးတော့ချက်စပွဲကောင်းသွားတယ်။အခုတော့အဲ့ဒီကောင်မလေးကိုမထင်မှတ်တဲ့ပုံစံနဲ့ပြန်ဆုံတွေ့ခဲ့ရတယ်။တွေ့မဲ့တွေ့တော့လဲကောင်မလေးခမများမှာတော့သူကမအီမလဲကြီးပဲခံစားရတယ်။တကယ်ပြောနေတာကွမင်းတို့တောင်လေးစိတ်ထဲမှာငါလှမ်းပြခဲ့တဲ့ကောင်မလေးလေအဲ့ဒီအချိန်တော့ကသူနဲ့နန်းကြီးကလည်းဆုံတွေ့ခဲ့ပြီးပြီမို့သူကမလန်မကန်းမှာအမျိုးသမီးတစ်ယောက်နဲ့စကားရက်ပြောနေတဲ့သူမကိုလှမ်းပြခဲ့သေးတယ်။နန်းကြီးကလည်းသူမကိုစင်ကာပူလေဆိပ်မှာကလေးကဆုံခဲ့ဘူးသူအဖြစ်မှတ်မိနေခဲ့တယ်။အရက်မြင့်မြင့်ဖြစ်တော့လေပိန်သွဲပါးလျရတဲ့အကျိုးဆက်မဟုတ်တဲ့သူမရဲ့စိုက်ကိုင်းနဲ့ချစ်စပွဲမျက်နှာပေးကတခါတွေ့ဘူးထားရင်တော့နောက်တစ်ခါထပ်ပြီးတော့မှတ်မိနိုင်တဲ့ရုပ်သွင်းပိုင်ရှင်ပဲဖြစ်ပါတယ်။အော်အဲ့ဒီကောင်မလေးလားမင်းနဲ့ကော်ဖီဆိုင်ထဲမှာစုံပြီးတော့ကြည်လာတာပေါ့ဟာရန်ကုန်မြို့ကြီးထဲမှာဒီလောက်ကော်ဖီဆိုင်တွေပွားထနေတဲ့အထက်မှာသူနဲ့သွားဆုံတာမင်းအတွက်ကတော့ဖူးဆိုင်ရဲ့နက်ကလှုပ်ရှားပေးပြီးနေတူတယ်လူပြိုကြီးဒီတင်းထဲမှာတော့ဆွန်တော့မယ်ထင်တယ်သူရောနန်းကြီးရောက29နှစ်ပြည့်ပြီးတော့30ထဲမှာရောက်နေကြသူတွေရှိတာကြောင့်အကြောင်းသိတွေက လူပြိုကြီးတွေလို့စာနောက်ခံနေရတဲ့အချိန်လေးဖြစ်တယ်မင်းရလေကွာထင်ရည်စွတ်ပြောနေပြန်ပြီဟိုကသူ့ရီစာကိုလာချောင်းတာကွာဘလို့နားမလဲတယ်လို့မျက်လုံးဝိုင်းသွားတဲ့နန်းကြီးကိုသူကကောင်မလေးနဲ့တွေ့ဆုံခဲ့ပုံအကြောင်းကိုအတူချုံပြီးတော့ပြပြလိုက်တယ်။နန်းကြီးကသူ့စကားတွေကိုနားထောင်ပြီးသွားတဲ့အခါမှာတော့သူပြောသလိုဆိုတော့လေတနာတော့တနာစရာလေးပဲဒီခေတ်ထဲမှာဒီလိုကောင်နေလဲရှိတာပဲလား။အော်ဒီခေတ်ထဲမှာတော့မဟုတ်ဘူးပေါ့ကွာအရင်ခေတ်ထဲကလည်းရှိခဲ့တာပဲယောက်ျားတွေမှာလည်းရှိရပဲမိန်းမတွေထဲမှာလည်းရှိရပဲကွာစိတ်တော့ဝင်စားစရာပဲကွာအမြဲတမ်းကိုယ့်အလုပ်ထဲမှာပဲနစ်မြုပ်နေရတော့ဒီလိုသုံးပွင့်ဆိုင်ဇလန်းလေးတွေချတော့လေရှင်ခုန်မိတာပဲ။ဘာလဲဟိုကောင်လေးကအဲ့ဒီသူ့ထက်ကြီးရဲ့မမကိုမြှူဆွဲပြီးတော့ခြူစားနေတဲ့သဘောပေါ့ဟုတ်လား။နန်းကြီးရဲ့အပြောကြောင့်သူကတဟားအော်ရီမိရဲ့။အဲ့ဒါတော့ငါလည်းမသိဘူးကွာ။ပထမတော့ကိုနဲ့မဆိုင်လို့အမှုမဲ့အမှတ်မဲ့ပဲပေါ့။အခုတော့ဆိုင်သွားပြီပေါ့လေ။ညီမလေးကိုကူညီပေးခြင်းပြီပေါ့။ကူညီပေးမယ်လို့တော့မပြောလိုက်ပါဘူးကွာသူခမရလဲပြောမိပြောရပြောထွက်သွားတဲ့ပုံစံမျိုးပါပြီးတော့ချက်ချင်းပဲကောက်ကငင်ကထပြန်သွားတော့တာပဲဒါဆိုမင်းကသူ့နာမည်လေးတောင်မသိဘူးပေါ့သူကနန်းကြီးကိုခေါင်းရမ်းပြလိုက်တယ်နန်းကြီးကသူ့ကိုရှုံချဟန်နဲ့အံ့ပါရဲ့ကွာသူနဲ့တော့ကော်ဖီဆိုင်ထဲမှာတနားရီလောက်အချိန်ဖြုံးနေခဲ့ပြီးတော့နာမည်လေးတောင်မသိခဲ့ရဘူးဆိုတော့ဒီဇလန်မှာမင်းကဇလိုက်မဖြစ်နိုင်တော့တာသိကြပြီဇက်ဖို့ပဲလုပ်တော့ကွာသူကနန်းကြီးရဲ့စကားကိုသဘောတကျနဲ့တဟားပဲရှိမောမိတယ်။ဇက်ပိုးဆိုတဲ့ဝေါ်ဟာရကိုသူကလည်းသဘောကျတယ်။တခါတလေရုပ်ရှင်ကားတကားမှာဇက်ပိုးတွေကလည်းဇက်လိုက်ထက်ကောင်းနေတာမျိုးပါ။ပရိသတ်ကပို့ပြီးတော့သဘောကျရတာမျိုးတွေလည်းရှိတတ်တာပဲမဟုတ်ပါလား။ဥပမာပြောရမယ်ဆိုရင်တော့ကဘာကျော် James Bond ဇက်ကားတွေဟာအင်မတန်ထူးချွန်တဲ့ဒုစရိုက်သမားဇက်ပိုးတွေကြောင့်ရင်သက်ရှူမောကြည့်ကောင်းရတာပဲမဟုတ်ပါလား။နောက်တစ်ရက်မှာတော့သူဟာကောင်မလေးနဲ့တွေ့ဆုံခဲ့တဲ့ကော်ဖီဆိုင်လေးကိုတနေ့အချိန်တိုင်းပဲရောက်သွားခဲ့သည်ပြီးတော့သူမလေးများရောက်လာလိမ့်မလားလို့စောင့်ကြည့်ခဲ့မိပေမဲ့သူမလေးကတော့ရောက်မလာခဲ့ပါသူမလာချောင်းတဲ့အစုံတွေကတော့ရောက်လာပြီးတော့စကားစမြည်ပြောဆိုပြီးတယောက်မျက်နှာတယောက်ကြီးကကြည်နူးလျက်ရှိနေကြတဲ့အခါသူကငွေငန်းဖြူလေးနဲ့တူတဲ့ကောင်မလေးရဲ့မျက်နှာကိုမြင်အောင်လာပြီးတော့ပင်သက်ကိုအသာရှိုင်းမိတယ်ဟုတ်သားပဲသူမကိုတယောက်ယောက်နဲ့တူပါတယ်လို့အောက်မေ့နေကြတာလက်စသက်တော့သူမဟာလေတန်းရှိရှိလေးနဲ့ခေါင်းအမြင့်မော့ထားတတ်တာကြောင့်ငွေငန်းဖြူမလေးနဲ့တကယ်ကိုတူပါတယ်အဲ့ဒီငွေငန်းဖြူမလေးကဒီနေ့တော့မလာတော့ဘူးလို့ထင်ပါတယ်တကယ်ကိုပဲတနားရီလောက်စောင့်ကြည့်နေခဲ့ပေမဲ့လည်းသူမလေးကရောက်မလာခဲ့ပါအဲ့ဒီနေ့ကျမကပဲနဲ့တပတ်ကျော်တဲ့အထိလဲသူမကိုမတွေ့ရတော့ပါသူကဟိုမငြိမညာဆုံတွဲကိုကောင်မလေးအကြောင်းသွားမေးဖို့တောင်မှစိတ်ကူးတဲ့ပေါ်လာသေးရအဲ့ဒီစိတ်ကူးကိုတော့အလန့်တကြားပဲပယ်ချပြလိုက်ရတယ်
သူ့စိတ်ထဲမှာဒီကောင်မလေးကိုဘာကြောင့်များဒီလောက်အထိနေရပေးမိနေတယ်လဲဆိုတော့သူကိုယ်တိုင်တောင်ဝေခွဲလို့မရပါဒေတာရာကတော့သူမကိုလေရင်ခွဲမှာစားတွေ့ကြတဲ့ကနှစ်လိုပဲကောင်းတဲ့ပုံစံလေးကိုသဘောကျခဲ့ရတယ်နောက်ထပ်တွေ့တော့လေစိတ်ဝင်စားစရာကောင်းတဲ့သူမရဲ့ပုံစံဂျာနယ်ကိုဆွဲလို့တာသစ္စာဖောက်တဲ့ရီစာကိုလာချောင်းတာတွေကြောင့်အဲ့ဒီဇလန်လေးကိုစိတ်ဝင်စားခဲ့ရတယ်တကယ်တမ်းတော့သူမကအချိန်တို့အတွင်းမှာပဲသူ့ရဲ့စိတ်ဝင်စားမှုတွေကိုဆောင်ယူလို့သွားခဲ့တာဖြစ်ပါတယ်။ဒီနေ့ကတော့ shopping mall ကြီးမှာဖွင့်ထားတဲ့သူ့ရဲ့ဆိုင်ခွဲကိုသူလာရောက်ပြီးတော့ထိုင်ရမယ့်အလဲဖြစ်တယ်။ကားပါကင်မှာကားထိုးအပြီးမှာပဲသူရှိရဖြတ်လျှောက်သွားတဲ့တစုံတစ်ယောက်ကိုလှမ်းမြင်လိုက်ရတဲ့အခါမှာတော့အန်အော်ဝမ်းသာလို့သွားခဲ့ပါတယ်။ငွေငန်းဖြူမလေးပါသူကစိတ်ထဲကနေရေရွတ်ပြီးတော့ကမန်းကတန်မဲကားပေါ်ကနေဆင်းပြီးတော့သူမရဲ့အနောက်ကိုအမြန်လိုက်လာခဲ့မိတယ်သူမကသူ့လိုက်လာပုံကိုတိတောင်မှမသိပါလေဘင်းရှိရှိကိုရှေ့တစ်ထက်ရှိအောင်ခေါင်းမော့လျှောက်ပြီးတော့ဟိုဒီဝေးဝဲပြီးတော့ကြည့်ရှုလျက်ရှိနေတယ်အစိမ်းအောင် sport shirt လက်တို့ကိုမီကိုရောင်3 quarter ပေါင်းမိနဲ့တွဲဖက်ဝတ်ဆင်ထားပြီးတော့ All-Star Fnac ကိုချေးမပါပဲဝတ်ဆင်ထားတဲ့ပုံကသူမကိုလွတ်လပ်ပေါ်ပါမှုအရှိဆုံးလူတစ်ယောက်အဖြစ်မြင်ရစေတယ်လက်ထဲမှာဘာအိမ်မကင်မထားဘဲနဲ့ခါမှသာခပတ်အိတ်တလုံးကိုပတ်ထားတဲ့ပုံစံကတခြားကောင်မလေးတွေနဲ့ပို့ပြီးတော့ကွဲပြားခြားနားသွားစေပါတယ်။သူကသူမရဲ့အနောက်မှလိုက်ပါရတဲ့ခန်းစားချက်ကိုကိုယ့်ဘာသာကိုရိပ်မိဆန်းစစ်သွားတဲ့အခါမှာတော့တကူရဲကြိတ်ပြုံးမိတယ်။သူနဲ့ရွယ်တူလည်းမဟုတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့နောက်ကိုသူကဘာအထိပ္ပယ်နဲ့များလိုက်မိနေတာပါလေ။တေချာတာကတော့သူမရဲ့နောက်ကိုလိုက်ကြည့်ုံတသက်မဟုတ်ဘူးဆိုတော့သူ့ကိုယ်သူသိခဲ့တယ်။သူကသူမရဲ့အနောက်ကနေမတိမတာခွာလိုက်နေရင်ကနေတနေရာအရောက်မှာတော့သူမဦးတည်နေတဲ့နေရာဟာဘယ်နေရာဆိုတာကိုသိသွားရတဲ့အခါမှာမျက်ခုံးပင့်သွားရတယ်။သူမဝင်သွားတာသူရဲ့ GFM handset အယောင်ဆိုင်ကိုဖြစ်ပါတယ်။သူကကန်တရာရဲ့လက်ဆောင်ကိုကြည်နူးစွာလက်ခံယူရင်းနဲ့ဆိုင်ထဲကိုခက်ဖြည်းဖြည်းဝင်လာခဲ့တယ်။သူမသူ့ကိုမမြင်သေးပါ showcase တွေထဲမှာပြထားတဲ့ handset တွေကိုကြည့်နေတယ်။သူမကိုရှင်းလင်းပြနေတဲ့သူ့ဝန်ထမ်းလေးကသာမြင်သွားပြီးတော့သူ့ကိုလှမ်းနှုတ်ဆက်တယ်။ဒီတော့မှသူမကအနောက်ကိုလှည့်ကြည့်ရင်းနဲ့သူ့ကိုမြင်သွားတာဖြစ်တယ်။ဒီတော့မှသူကလည်းသူမကိုအခုမှမြင်တဲ့ဟန်နဲ့မျက်ခုံးပင့်ပြီးတော့တန်အော်ပြုံးပြလိုက်ပါတယ်။အော်မင်းမလားသူမကလည်းသူ့ကိုမြင်သွားတဲ့အခါတကယ်ပဲအံ့ဩသွားဟန်ရှိတယ်။ပြီးတော့မျက်ဝန်းနေရလည်းတောက်ပသွားတယ်လို့ထင်ပါတယ်။သူမပြုံးလိုက်တဲ့အခါမျက်ဝန်းနေရလက်ခနဲဖြစ်သွားတယ်။ဒီတော့မှပဲသူမကိုချက်စရာကောင်းအောင်ပံ့ပိုးပေးတဲ့အရာကအပြစ်ကင်းတဲ့အပြုံးတစ်ချက်ဆိုတာသဘောပေါက်လို့သွားပါတယ်။ပုပ်ကိုကြီးသူမနှုတ်ဖျားကထွက်ကြလာတဲ့နှုတ်ဆက်တန်စကားလေးကိုကြားရတဲ့အခါသူကသူ့ဝန်ထမ်းတွေရှေ့မှာမျက်နှာမထားတတ်အောင်ဖြစ်သွားတယ်။ဆက်ပြောနေရင်တော့လွန်နာရီပါလာမှာဆိုတာကြောင့်သူကခက်မြင်မြန်ပဲမိတ်ဆက်ပြလိုက်တယ်။ဒါကိုဆိုင်လေကိုဘာကူညီပေးရမလဲ။ဒီတော့မှသူ့အဖြစ်ကိုသူသဘောပေါက်သွားဟန်ရှိတဲ့သူမကစက်ကလေးပူပြီးတော့အော်ဟုတ်လားလို့တိုးတိုးလေးရေရွတ်ပုံကတေလောက်တဲ့အပြစ်ဒဏ်ကိုသူကသူမပုံစံကိုတစ်ချက်အကဲခတ်ပြီးတော့တနေ့တော့မင်းဟာကို့ကိုကော်ဖီတိုက်ခဲ့တယ်နော်အခုကိုကပြန်တိုက်ခွင့်ရှိမလားသူမကသူ့ကိုမောကြည့်လာတဲ့အခါမှာတော့သူကမျက်စောင်းထိုးနေရမှာရှိတဲ့ဂျေဒိုနဲ့ဆိုင်ကိုမျက်စာပြလိုက်တယ်